မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေနမောတန်တာဘဂဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတန်တာဘဂဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတပကဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအခုကျမတို့ဒီနေ့ကျေးဇူးတော်ရှင်ဗမာခောက်ကျုပ်ဆရာတော်ဘုရားကြီးရဲ့စန္ဒအတိုင်းပေါ့နော်ခုဒီဇင်ဘာမှာခုလာမဲ့ဒီဇင်ဘာမှာကျင်းပမဲ့တုတ္တဒီပလိုမာစာမေးပွဲရဲ့ဒါပထမဆင့် level 1 ပေါ့နော် level 1 အတွက်ဆရာတော်ဘုရားဓမ္မမိတ်ဆွေများအားလုံးသိပြီးဖြစ်ပါလိမ့်မယ်နော် level 1 အတွက်ကျမတို့ပြန်ထမ်းစာပေါ့နော်ကျမ်းစာတော့မဟုတ်ပေါ့နော်ပြန်ထမ်းစာအနေနဲ့အခုကျမတို့9အုပ်ပြန်ထမ်းထားတယ်နော်9အုပ်ပြန်ထမ်းထားတယ်အဲ့ဒီ9အုပ်အနေနဲ့အခုကျမတို့ကြည့်မယ်ဆိုရင်အခုဒါဘဝခီးဝယ်ရွေးချယ်ရမယ့်လမ်းဒီနံပါတ်1ပေါ့နော်နံပါတ်2အနေနဲ့တော့ဒီနေရာမှာမြတ်ဗုဒ္ဓရဲ့ဒီနေရာမှာဓမ္မဒေသနာပေါ့နော်ဒါတွေထားလိုက်တော့ပေါ့နော်အဲ့ဒါသိမပြောတော့ငါးအုပ်ပြထမ်းထားတယ်ဓမ္မိတ်ဆွေတို့လက်ထဲမှာရှိပြီးသားပေါ့အဲ့ဒီမှာတုတ္တဒီပလိုမာရဖို့ဆိုလို့ရှိရင်ကျမတို့က level 1 2 3 3ခုလုံးအောင်ရမယ်ဒါသိပြီးသားပေါ့နော်ဒါမဖတ်မသိသေးတဲ့အတူတွေအတွက်အဲ့ဒီမှာ level 1ပြီးတော့မှ level 2ကိုဆက်ဖြည့်ရမယ် level 2ပြီးတော့မှ level 3ဆက်ကြရမယ်အဲ့တော့ဒီနေရာမှာကျမတို့ဖြည့်ရင်လည်းအခုကျမတို့ကဟုတ်လား on paper အနေနဲ့ဖြည့်ရမှာဖြည့်ကြအောင်ဆရာတော်ဘုရားသတ်မှတ်တဲ့နေရာသွားဖြည့်ရမယ်အဓိကကတော့အခုကျမတို့ဒီဟာကိုလုပ်တဲ့နေရာမှာဆရာတော်ဘုရားကလည်းထင်ပါတယ်လေနော်ဟိုဒီကျမတို့အားလုံးကိုဒီပြဋ္ဌာန်းတဲ့စာရီနဲ့ပတ်သက်ပြီးတော့ကျမ်းစာဓမ္မအသည့်တွေကိုရသွားစေခြင်းနဲ့စံတာရှိပါလိမ့်မယ်အဲ့တော့ကျမအနေနဲ့ကလည်းဆရာတော်ဘုရားရဲ့တပည့်တစ်ယောက်လည်းဖြစ်တယ်တပည့်ကြီးတစ်ယောက်လိုလဲဆရာတော်ဘုရားရဲ့လိုအပ်တဲ့ပါရမီကိုလည်းကိုယ်ကတတ်နိုင်သလောက်ဖြည့်ဆည်းဖို့ကျေးဇူးဆက်ဖို့ဒါကိုယ့်ရဲ့ဆန္ဒပြင်းပြသောဆန္ဒပါပဲဒါကြောင့်ဆရာတော်ဘုရားကကျင့်မမယ်ဆိုတဲ့ဒီစာမေးပွဲကလည်းလူပုဂ္ဂိုလ်တွေအတွက်အဓိကပြဋ္ဌာန်းတာပေါ့နော်ကျမယူရဲ့ချက်ကလည်းသာသနာမှာအင်မတန်လိုအပ်နေတဲ့လူပုဂ္ဂိုလ်များဘက်မှာတကယ်ကိုလိုအပ်တာလေးကိုဖြည့်ဖို့ဆိုတဲ့ယူရဲ့ချက်ကကြာခဲ့ပြီနှစ်ပေါင်း40ကျော်ခဲ့ပြီပေါ့နော်ဒါကျမဒီယူရဲ့ချက်နဲ့ဒီဇိုင်းမှတ်ဆောင်ရွက်နေတာဓမ္မမိတ်ဆွေတို့လည်းအလင်းသင်တယ်လို့သိပါလိမ့်မယ်ကျမတို့ရဲ့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာမှာတန်ဃာတော်အရှင်သူမြတ်များနဲ့သာသနာတော်ဝင်တိတ်ခရှင်ဆရာကြီးဆရာလေးတွေအတွက်ဆိုရင်ခုကျမတို့ဟလာစာသင်တိုက်ကြီးတွေရှိကြတယ်ခုကျမတို့လူပုဂ္ဂိုလ်တွေအတွက်ကြတော့ဒီလိုဓမ္မအသိပညာရဖို့ဆိုတာနေရာဌာနတသက်မှတ်မရှိဘူးအဲကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်လောက်ထဲကဒီစန္ဒကိုဖြည့်ဆည်းခြင်းတဲ့အတွက်ခုကျမတို့ကလူပုဂ္ဂိုလ်များဆိုင်ရာကျမတို့မိဘများလက်ထက်ထဲရပါတော့ကျမတို့မင်္ဂလာပြုရမှာဆိုဗုဒ္ဓဘာသာသင်တန်းကျောင်းဆိုပြီးတော့နာမည်တက်ပြီးတော့ကျမရဲ့မိဘနှစ်ပါးဆောင်ရွက်ခဲ့တယ်အခုကျမလက်ထက်ကြတဲ့အခါမှာဓမ္မဖြူအနေနဲ့လူပုဂ္ဂိုလ်များဆိုင်ရာဓမ္မစာပေသင်တန်းကျောင်းလို့ဟိုမှာတော့ဖေဖေတုံးကတော့လူပုဂ္ဂိုလ်တွေဘာတွေခေါင်းစဉ်မတက်ပါဘူးဗုဒ္ဓဘာသာသင်တန်းကျောင်းပေါ့အခုကျမကတော့လူပုဂ္ဂိုလ်တွေအတွက်ကိုတကယ်ဖြည့်ဆည်းခြင်းနဲ့စန္ဒနဲ့လူပုဂ္ဂိုလ်များဆိုင်ရာဓမ္မစာပေသင်တန်းကျောင်းတစ်ခုဖြစ်အောင်ကြိုးစားတယ်ကြိုးစားရင်းနဲ့လည်းအခုလူပုဂ္ဂိုလ်တွေအတွက်ဓမ္မစာပေသင်တန်းတွေကိုအဘိဓမ္မာတစ်ခုတည်းမဟုတ်ပါဘူးအဘိဓမ္မာရောတခြားနော်တုတ်တန်နော်လူအပ်လို့ရှိရင်ဝိနည်းပိုင်းရောဖခင်ရဲ့တရားအဆုံးအမမှန်သမျှကိုကျမတို့လူပုဂ္ဂိုလ်တွေလည်းသိတဲ့နဲ့သိတဲ့အချိန်မှာအခြေခံကြသိရမယ်သိအောင်လေးလာကြပြီးတော့သိအောင်ဆိုတာလည်းစနစ်တကျကိုတရားနာယုံများနဲ့မသိဘူးပေါ့နော်ဒါကိုကျမတို့သိအောင်သင်လို့သိတာပြီးပြီဆိုရင်ဆက်ပြီးတော့ကျမတို့ကရှိအောင်ဓမ္မအသည့်တွေကိုခန္ဓာမှာတိုက်ပြီးတော့ကိုယ်နှုတ်စိတ်၃ပါးလုံးမှာကိန်းဝတ်နေအောင်ကျမတို့ကကြင့်ကြံကြမယ်ဒါကြောင့်သိအောင်သင်ရှိအောင်ကျင့်လိုက်တဲ့အချိန်မှာဖခင်ရဲ့အဆုံးအမအတိုင်းကျမတို့နေတတ်မယ်ဆိုလို့ရှိရင်ဒီဘဝခရီးအတွက်ရောမပြီးဆုံးသေးတဲ့ပန်းတိုင်မရောက်သေးတဲ့တန်တရာခရီးအတွက်ကောကျမတို့ချမ်းသာသာနဲ့နေသွားနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့ပန်းတိုင်အနေနဲ့နီးပြီလားဝေးပြီလားဆိုတဲ့နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ခရီးကလေကိုယ့်ရဲ့တန်တန်မှာကိုယ်နှုတ်စိတ်၃ခုစလုံးမှာကျမတို့ကိလေသာတွေလည်းငြိမ်းအောင်ကြိုးစားရမယ်ခန္ဓာတွေလည်းငြိမ်းအောင်ကြိုးစားရမယ်ဆိုတဲ့အတိလေးတွေရတယ်ဆိုဒီဘဝမှာဒီဘဝဒီခန္ဓာနဲ့ဒီဖျားဆုံးမတွေထိတွေ့ခွင့်ရသွားပြီဆိုရင်အများကြီးခရီးရအောင်ကြိုးစားသွားရမယ်ဒါကြောင့်ကျမရဲ့ရည်ရွယ်ချက်ဆန္ဒကလည်းဓမ္မအသိပညာတွေရဖို့ပဲရည်ရွယ်တယ်ခုဆရာတော်ဘုရားကလည်းခုကျမတို့
တော်တော်လေးပေါ့လွန်ခဲ့တဲ့10နှစ်15နှစ်လောက်မှဆရာတော်ဘုရားနဲ့ကျမတို့နေရထိတွေ့ခွင့်ရတာပေါ့လေအဲ့တော့ဆရာတော်ဘုရားကလည်းဓမ္မအသိပညာများနဲ့အကျိုးရှိရှိနေကြမယ်ဆိုတဲ့အတိုင်းကိုကျမတို့လူပုဂ္ဂိုလ်တွေအတွက်ပဲဆရာတော်ကကိုသင်တန်းနေပို့ချပေးနေတယ်ဆိုတော့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားနဲ့ကိုကျမရဲ့ရည်ရွယ်ချက်ကလေးကမထင်မှတ်ဖဲနဲ့သွားပြီးတော့ကိုက်ညီလာတာပေါ့နော်ကိုက်ညီလာတော့ဝမ်းနဲ့တာတယ်ဆရာတော်ဘုရားပေးသမျှဓမ္မပညာတွေလည်းရအောင်လုပ်မယ်ဆရာတော်ဘုရားစန္ဒအတိုင်းနဲ့ဆရာတော်ဘုရားလိုအပ်တဲ့နေရာတွေကိုတတ်နိုင်သလောက်ကျေးဇူးဆက်ပြီးတော့ပါရမီဖြည့်မယ်အခုလည်းဒါကြောင့်ဒီဆရာတော်ဘုရားရဲ့ဒီဆံပွဲကျင်းပပေးမယ်ဆိုတာကျမတို့လည်းအများနည်းတူပါပဲသိကြမကြရပါဘူးအများနည်းတူသိတဲ့အခါမှာကိုယ်တိုင်ကဒါအောင်ငါရအောင်လေ့လာမယ်အချိန်အနေနဲ့အခုချိန်ရလဲကံကောင်းထောင်းမှအချိန်လေးတစ်ခုရနေတဲ့အချိန်ဖြစ်နေတော့ဒါလေးကိုတော့ရအောင်ဖြည့်လိုက်မယ်ပေါ့အရင်ဆိုရင်တော့သင်တန်းနေတာဝန်နေထမ်းထားရတာဆိုတော့အခုကျမတို့သင်တန်းနဲ့ဆိုရင်တိတ်ပြီးတော့မသေးကြဘူးပေါ့နော်ဟိုရင်တော့ပြင်းဦးလေးမှာသင်တန်းနေဆရာတော်ဘုရားလုပ်တဲ့အချိန်ကြရင်လေဒီကကျမတို့သင်တန်းနဲ့မကိုက်ရင်တော့ကျမသွားဖြစ်တယ်ပေါ့နော်ကိုက်လို့ရှိရင်မသွားနိုင်ဘူးအဲ့တော့အခုဒါကျမတို့အကြောင်းနေပိတ်နေတဲ့အချိန်သင်တန်းနေပိတ်နေတဲ့အချိန်ဖြစ်နေတော့ဒါအချိန်ကောင်းကောင်းရတယ်ပေါ့အဲ့တော့အချိန်ရှိကြိုက်လုံးလဆိုင်ဒီ6လမှာခုဆရာတော်ဘုရားပြဋ္ဌာန်းထားတဲ့ဒီစာအုပ်5အုပ်ပေါ့နော်စာအုပ်5အုပ်ထဲကဓမ္မအသိပညာတွေကိုလည်းရအောင်လေ့လာမယ်လေ့လာရင်းနဲ့လေကိုလိုရဲ့ဓမ္မမိတ်ဆွေတွေပေါ့နော်မလေ့လာတတ်တဲ့ဓမ္မမိတ်ဆွေတွေရှိမယ်အဲ့ဒါလည်းအတူတူလေးဘယ်လိုလေ့လာကြမယ်ဆိုရဲနည်းတစ်ခုလည်းပေးချင်တာပါနော်နောက်ပြီးတော့အတူတူစူးစမ်းကြမယ်အတူတူစူးစမ်းကြပြီးတော့ဒီဟာကိုဒီဒီပလိုမာကြီးရဖို့ဆိုရဲရည်ရွယ်ချက်နဲ့တော့စူးစမ်းကြမှာမဟုတ်ဒီပြဋ္ဌာန်းထားတဲ့ကာလသတ်မှတ်ကာလလေးမှာဒီဆရာတော်ဖြစ်စေခြင်းနဲ့ဒီ9အုပ်ထဲကဓမ္မအသိပညာတွေကျမတို့သိအောင်စူးစမ်းရင်းနဲ့ဒီနေရာမှာဘယ်လိုနေရာလေးတွေဒီကိုကျင့်ရမှာလဲကိုမသိသေးတာလေးတွေရှိမယ်ဆိုလေခုကျမတို့အရင်တော့ဒါဆရာတော်ဟောတရားတွေလေဒီကတော့ဒါဆရာတော်ဟောတရားတွေဟောတရားတွေကိုပဲအခုကျမတို့အပါဝင်ပေါ့ကျမတို့ ਨੇ နှိစက်တဲ့ဓမ္မမိတ်ဆွေတွေတက်နိုင်တဲ့လောက်လက်ရည်တွေနဲ့ဝိုင်းရကြလက်ရည်တွေနဲ့ဝိုင်းရကြရင်ねခုစာအုပ်ကလေးတွေဖြစ်လာတာပေါ့စာအုပ်လေးတွေဖြစ်လာတော့လေဓမ္မဒါနစာအုပ်ကလေးတွေအနေနဲ့ခုကျမတို့ကဘာလုပ်ကြလဲဆိုဒါဓမ္မဒါနပေးကြတယ်ခုကျမတို့လည်းရလာတဲ့ခါအစ်စ်လေးတွေရလာရင်ကျမတို့လည်းဖတ်တဲ့ခါဖတ်တာပေါ့နော်တခါတလေတချို့စာအုပ်တွေမဖတ်ဖြစ်သေးတာတွေအများကြီးရှိပါသေးတယ်အဲ့တော့ဟောတရားဆိုတဲ့အတွက်ကြောင့်နာသွားပြီးရင်လည်းနားတဲ့အခိုက်တော့သိတယ်သေချာမမှတ်ဖြစ်လိုက်ဘူးအရင်တော့စိတ်ကူးထားတယ်တနေ့ကိုဆရာတော်တရားတပုတ်တပုတ်တော့သေချာနာမယ်ဆိုတာစန္ဒပဲရှိတယ်လက်တွေ့မလုပ်ဖြစ်ဘူးအဲ့တော့စာအုပ်လေးတွေရလာတော့လေစာအုပ်လေးတွေကိုဖတ်မယ်နဲ့တခါတလေလက်ဖတ်ဖြစ်တယ်မဖတ်ဖြစ်ဘဲနဲ့ဟိုဗီဒီယိုထဲမှာပဲစာအုပ်အိတ်ပေါ့ကျန်းအိတ်တော့မဟုတ်စာအုပ်အိတ်ကလေးတွေဖြစ်နေတာအိတ်နေတော့အိတ်ပျော်နေတော့စာအုပ်ကလေးများပေါ့အနှောက်လေးတွေအဖုံးလေးတွေပဲကြည့်ပြီးတော့ရင်ထဲမရဘူးအခုဆရာတော်ဘုရားလည်းဒါကိုသိလို့ပဲဖြစ်ပါလိမ့်မယ်အဲ့တော့ဒီပြဋ္ဌာန်းလိုက်ပြီဆိုရဲဒါစာမွေးလည်းဖြေရတော့မယ်စာမေးပွဲဆိုတဲ့အတွက်ကြောင့်ဒီစာအုပ်ထဲမှာပါတဲ့အချက်တွေဆရာတော်ဟောတာတွေကိုအခုကျမတို့ကပိုက်စိတ်တက်ဖတ်ရတော့မှာဖတ်ရင်းနဲ့ပဲကျမတို့ဘာလုပ်ရမလဲမှတ်ရတော့မှာမှတ်နေရင်းနဲ့လည်းဘာတွေ့လာမလို့ဆိုဒါတွေဒီဟိုပရိယအနေနဲ့ဆိုရင်လည်းမသိသေးတဲ့အချက်တွေပါလာမယ်ကျမတို့ဒါလက်တွေ့မှာဒီပရိယလိလာနေတဲ့ဘက်မှာလည်းအသုံးကျသွားလိမ့်မယ်ဘာလို့ဆိုဆရာတော်ဘုရားရဲ့ဟောတရားတွေမှန်သမျှဒီရိုးရိုးဟောတာမဟုတ်ဘူးဆရာတော်ကစာသင်တဲ့ပုံစံမျိုးဟောထားတာဆရာတော်ဒါကြောင့်ဆရာတော်ရဲ့ဟောတဲ့တရားတွေဒီကျမတို့အင်တာနှိမ့်ချိုက်တယ်เนาะတကယ်ကို lecture ပေးတယ်လို့ကိုပေးနေတာဆိုတော့အများကြီးကျမတို့စာသင်နေတဲ့ဆရာဆရာမတွေအတွက်ကောစာသင်ယူနေတဲ့ဓမ္မမိတ်ဆွေတို့အတွက်ကောမှတ်စရာအချက်တွေအများကြီးပဲမြတ်စွာဘုရားဟောသမျှတရားတွေထဲမှာပါတာတွေဒါနောက်တစ်ချက်အဲ့ဒီထဲကနေကျင့်ရမယ့်အချက်တွေပါလာတယ်ကျင့်ရမယ့်အချက်တွေဆိုလဲကိုယ့်ကိုပိုက်စိတ်တိုက်ပဲဒီနေရာလေးတော့ငါကျင့်နေပြီဒီနေရာလေးကတော့ဒုလိုနေသေးတယ်ဒီနေရာလေးတော့စိတ်ထားလေးမှန်နေပြီဒီနေရာကတော့တော်တော်ကြီးကိုအားနည်းချက်ဆိုဒါလေးကိုမှတ်ပြီးတော့ခုကျမတို့စူးစမ်းသွားမယ်ဆိုရင်ဆရာတော်ဘုရားရဲ့စန္ဒကလည်းဒီတိုင်းရှိလိမ့်မယ်ထင်တယ်ကျမထင်တာเนาะဒါကြောင့်ဒီစာတွေကိုကျမတို့စာမေးပွဲ approach နဲ့ဆိုတဲ့အတွက်ကြောင့်ဒီစာအုပ်ထဲမှာရှိတာတွေဒီမေးစရာတွေကြီးပဲအဲ့တော့မေးစရာတွေကိုစာမေးပွဲပုံစံအနေနဲ့ facts တွေကိုရအောင်မှတ်ကြမယ်အဲ့တော့ကျမလည်းအဲ့လိုမှတ်ပြီးတော့ဖတ်တဲ့အခါစာဖတ်နည်းသင်ရမှာပေါ့ဘာလို့ဆိုကျမရဲ့ဓမ္မမိတ်ဆွေတော်တော်များများတွေကဟိုကျမတို့အထူးသဖြင့်ကျမပေါ့လေကျမဖြည့်ဆည်းထားတာလည်းဟုတ်တာပေါ့ဘာလို့ဆိုအကုန်လုံးက spoon feeding နဲ့ပဲသွားနေတာဆိုသူတို့ကလည်း spoon feeding အတိုင်းပဲနေကြမှာရှိမယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူကသူဟလာ spoon feeding နဲ့ပဲသွားကိုယ့်ဟာကိုယ်ပဲသွားဆရာတော်ဖျားတော့ဒီမှာဆရာတော်ကမတင်ပေးနိုင်ဘူးလေအရင်တော့ကကြတော့ဟိုပြင်းဦးလေးမှာဆရာတော်ဖျားဝါရင်းဆိုတင်တန်းနေလှုပ်ပြီးတော့ဆရာတော်ဖျားကိုယ်တိုင်ပို့ချတယ်ပို့ချပြီးတော့မှကျန်တဲ့နေ့လယ်ပိုင်းတွေပါလေကြာမှကျမတို့ဆရာမတွေကပြန်ပြီးတဆင့်
ပြန်ပြီးတော့ဆရာတော်ဖျားမနေ့ကတင်တာတွေနားမလဲတာတွေမလိုက်နိုင်တာတွေပြန်တင်ပြီးတော့မှတင်တန်းပြေခံဒီအချိန်ကျရင်ဆရာတော်ဖျားစာမေးပွဲစစ်ပေးလိုက်ပြီးတော့တင်တန်းစင်လက်မှတ်ချီးမြှင့်တာပေါ့အဲ့တော့ဒီခုနောက်ပိုင်းဒီပြဋ္ဌာန်းဒီပလိုမာစာမေးပွဲတွေကဆရာတော်ဖျားကိုယ်တိုင်မပို့ချပေးနိုင်ဘူးမပို့ချပေးနိုင်တဲ့အတွက်ကြောင့်ကိုယ့်အကိုဖတ်ပါဆိုပြီး self study ဆိုပြီးတော့အခုကျမတို့ပြောထားတာဆိုတော့တကယ်တော့ကိုယ့်အကိုဖတ်ကြရမှာအဲ့တော့ကိုယ့်အကိုဖတ်ကြတဲ့အခါမှာအချိန်ကာလမအားလန့်နေတာရဲ့ပုံကိုယ်တွေကလည်းမအားသေးပါဘူးလို့လည်းပြောချင်ပြောမယ်စာမေးပွဲဆိုတာကြားပြီးတော့ကြောက်နေတာတွေလည်းရှိခြင်းရှိမယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အခုလိုလေးအတူတူပေါ့ကျမလည်းဒါစာသင်မှာမဟုတ်ဘူးနော်ဓမ္မမိတ်ဆွေတို့နဲ့အတူတူပဲစာသင်သားပဲဓမ္မမိတ်ဆွေတို့နဲ့အတူတူဖြေမဲ့သူပဲကျမနဲ့အတူတူဖြေရမှာနော်အဲ့တော့ဖြေမဲ့သူပဲမဲ့ကျမလေ့လာမယ်လေ့လာတယ်လို့ပြောပြမယ်ဓမ္မမိတ်ဆွေတို့နဲ့အတူတူစာကြက်မယ်ဆိုရင်ဒီလိုအင်အားလေးတစ်ခုနဲ့တွန်းပြီးတော့တင်သွားမယ်ဆိုရင်အရင်တုန်းက10ယောက်လောက်ပဲဖြေမယ်လို့ဆုံးဖြတ်ထားတဲ့သူကဟလာအယောက်20အယောက်30ကနေအယောက်100လောက်ဖြစ်လာလေအမျက်ပဲပေါ့တခါအခုဆရာတော်ဖျားကိုလည်းခွင့်ပြုချက်အနေနဲ့ဒါကျမတို့အတိပေးတော့ဆရာတော်ဖျားကလည်းခွင့်ပြုတယ်ခွင့်ပြုတဲ့အတွက်ကြောင့်အခုဓမ္မတောင်လို့အဖွဲ့ကြီးကလည်းဒါကိုပြန်ပြီးတော့ဟလာကျမတို့ဓမ္မတောင်လို့ page မှာအောင်ကျမရဲ့ဓမ္မဖြူပါ page မှာအောင်တင်ပေးမယ်ဆိုရင်အနေနဲ့အရရကအခုဒါကတော့ကျမနဲ့တင်နေတာဆို Zoom ဆိုတော့ဒါဒီမှာတင်နေတာပေါ့အဲ့တော့အနေနဲ့အရရကနေပြီးတော့ဓမ္မမိတ်ဆွေတွေလည်းဘာပဲပြောလိုက်နားထောင်ရင်းနဲ့လေအချိန်တစ်ခုပေါ့ဒီဇင်ဘာအထိအချိန်တစ်ခုမှာစာဖတ်ဖြစ်သွားလိမ့်မယ်အဲ့ဒါတစ်ခုဓမ္မအတိတိုးသွားမယ်နောက်တစ်ချက်ကကျမတို့ကပိတ်ရွှေပေါ်မှာတင်ပေးလိုက်တဲ့အတွက်နိုင်ငံရခြားဓမ္မမိတ်ဆွေတွေလည်းရှိကြမယ်နိုင်ငံရခြားဓမ္မမိတ်ဆွေတွေအနေနဲ့ကတော့ဒီကိုလာပြီးတော့မြန်မာနိုင်ငံမှာလာဖြေဖို့ဆိုတာတော့ချမ်းစာနည်းလိမ့်မယ်သို့တော်ကျမကလည်းတိုက်တွန်းတယ်နော်ဟိုစာမေးပွဲအဓိကမှမဟုတ်တဲ့အတွက်ဒီပြဋ္ဌာန်းစာလေးကိုလိုက်ပြီးတော့တိသွားမယ်ဆိုရင်ဘာပဲပြောအချိန်တစ်ခုမှတို့လည်းရသွားမှာပဲစာမေးပွဲကတော့မဖြေနိုင်လဲဘာဖြစ်လဲနော်အဲ့တော့အချိန်စီးကြိုက်ကျမတို့ဒါလေးကိုရအောင်ယူကြဆိုလို့ဒါလေးကိုကျမပြောချင်တာအဲ့တော့အခုကျမတို့ကဒီဇင်ဘာမှာဖြေရမယ်ဆိုတဲ့အတွက်ဒီဇင်ဘာဘယ်ရက်ဆိုတာကျမတို့ကပြောလို့မရတဲ့အတွက်ဒီဇင်ဘာရက်ကိုကျမတို့ကဖယ်ထားလိုက်တခါနိုဝင်ဘာတလကိုလည်းကျမတို့ခြံထားမယ်နိုဝင်ဘာတလတွေကိုယ့်အကိုဟလာစာကြက်ဖို့လည်းဖြစ်ချင်းဖြစ်မှာပေါ့နော်တနည်းအားဖြင့်ဟလာကျမတို့ revision လည်းဖြစ်ချင်းဖြစ်မယ်ကိုယ့်အကို self study အနေနဲ့စာကြက်ချင်းလည်းကြက်ကြပေါ့အဲ့တော့နိုဝင်ဘာကိုလည်းကျမခြံလိုက်ပြီဆိုတော့အခုကျမတို့ July ပေါ့နော် July ကျန်တဲ့ရက်ကလေးနဲ့အခု July မှာဆိုရင်အခုကျမတို့ကအခုဒီသင်တန်းကိုစနေနေ့တိုင်းယူလိုက်တယ်အရင်တော့ကတော့ကျမကြာသပတေးနေ့လို့သတ်မှတ်ပေးမယ်တက်မဲ့ဓမ္မမိတ်ဆွေတွေနည်းနည်းအားလန့်အောင်ဆိုပြီးတော့စနေအထိယူလိုက်တော့အခု July ဒီနေ့က16ရက်ဖြစ်သွားပြီ16ရက်ဖြစ်တဲ့အတွက်ကြောင့်ဒီလမှာဟလာ July မှာ3ရက်ပဲကျန်တော့တယ်နောက်တော့တစ်လမှာ4ရက်နဲ့တွက်သွားတယ်ဆိုလို့ရှိရင်အခုကျမတို့အားလုံးပေါင်းကျမတို့ကြည့်လိုက်တဲ့အခါ July ကနေ October ထိအားလုံးပေါင်းကျမတို့16ရက်ရတယ်16ရက်ရတယ်စောက်က9အုပ်ဆိုတဲ့အတွက်တဘာသာကိုကျမတို့ဟလာကျမတို့3ရက်ပဲရမယ်3ရက်ပဲရမယ်3ရက်ရမယ်ဆိုတော့16ရက်ဆိုတော့3ရက်ဆိုတော့15ရက်မှာတရက်ပုံမှာပေါ့တရက်ကတော့သူများတဲ့အပိုင်းရှိမယ်နည်းတဲ့အပိုင်းရှိမယ်တရက်ထားလိုက်အောင်ဆိုရင်အခုကျမတို့ကဒီစာအုပ်တုပ်ကိုအနည်းဆုံး3ရက်နှုံးနဲ့မှန်းသွားရမှာပေါ့3ရက်နှုံးနဲ့မှန်းသွားမယ်ဆိုတဲ့အတွက်ကြောင့်တရက်မှာ2ချိန်ကျမတို့လေ့လာမှာ2ချိန်ဆိုတဲ့အတွက်ကြောင့်ဟလာတရက်မှာ3နာရီရသွားမှာပဲအဲ့တော့2ချိန်စီရသွားမယ်ဆိုရင်တော့ကျမထင်တယ်ပြီးသွားပါလိမ့်မယ်လို့ထင်တယ်အဲ့တော့အခုကျမတို့ကစာသင်မှာမဟုတ်တဲ့အတွက်စာဖတ်ကြမှာစာဖတ်ကြမှာဖြစ်တဲ့အတွက်ကြောင့်အခုဒါဓမ္မမိတ်ဆွေတို့ပိုက်စိတ်တိုက်ဖတ်နေတော့ကျမပြောပြသွားမယ်ကျန်တာတော့ကိုယ့်ကိုအိမ်မှာကြက်ရလိမ့်မယ်နော်ကြက်ကြမယ်နော်ပြီးရင်ကျမတို့အဆန်းမေကွန်းလေးတွေကျမထုတ်ပေးမယ်မေကွန်းလေးတွေကိုယ့်ကိုဖြေပေါ့ဓမ္မမိတ်ဆွေများနော်အဲ့လိုမျိုးတော့လေ့ကျင့်ယူရမယ်ဒါကိုစာရွက်ကြီးကိုကင်ပြီးတော့စာအုပ်ကြီးကိုကင်ပြီးတော့ဖတ်နေရုံမျှနဲ့မဆွဲထင်ဘူးဒါအမြဲတမ်းနော်တော့အခုကျမတို့အတူတူဖတ်မယ်ဖတ်ရင်းနဲ့ပါမယ့်အချက်တွေကဒီနေရာဆိုရင်ဘယ်လိုမျိုးမေးခွက်မေးနိုင်တယ်ပေါ့တော့ပိုက်စိတ်တိုက်ပြီးတော့ဆရာတော်ဖျားကလည်းမေးမှဖြစ်တဲ့အတွက်ကျမတို့လည်းပိုက်စိတ်တိုက်ပြီးစူးစမ်းကြစို့နော်အဲ့ဒါဆိုရင်နောက်ပိုင်းလေ့ကျင့်ကြမယ်မေးခွန်းတွေအဲ့လိုပေးလိုက်မယ်ဆိုရင်တော့ဓမ္မမေးဆိုတော့စာအုပ်လေးတွေကိုတီးခြားထားပြီးသွားနော်စာအုပ်တီးခြားဒီစာအုပ်ကိုတက်ထားကိုယ့်အကူမှတ်စုအနေနဲ့လိုက်တာဆိုတစ်ခေါက်ဖတ်လိုက်မယ်တစ်ခေါက်ရေးလိုက်မယ်ဆိုရင်တော်တော်မှတ်မိသွားပြီပြီးတော့မှခုတပတ်မှတရက်သေးဆိုတဲ့အတွက်ကြောင့်ကျန်တဲ့ရက်မှာတော့အခြေယူပြီးစာကြက်ကြစို့နော်အဲ့တော့ခုဝါတွင်းကာလလည်းဖြစ်တော့ဝါတွင်း3လအဋိဋ္ဌံအနေနဲ့လေယူလိုက်ကြရင်ကျမတို့တော်တော်လေးအကျိုးများသွားပါလိမ့်မယ်နော်ကဲဒါဆိုရင်
ဒီကနေ့ဒါလေးကိုစပါပေါ့နော်အဲ့တော့ဓမ္မမိတ်ဆွေတို့လက်ထဲမှာကျွန်တော်တို့စာအုပ်လေးရှိလိမ့်မယ်ခေါင်းစဉ်အနေနဲ့ဘဝခီးမှာရွေးချယ်ရမယ့်လမ်းလို့ပြီးတယ်ဒီစာအုပ်မှာပဲဆရာတော်ဖေကအမှားစာခု9အုပ်ထဲမှာအမှားစာရေးတာ2နေရာ2အုပ်ပဲရှိတယ်ဆိုတော့အမှားစာဆိုတာစာရေးသူရဲ့ပြောချင်တဲ့အလေးတွေအဲ့တော့ကျွန်တော်တို့စာဖတ်နည်းမှာဝိတ္ထုစာအုပ်တွေပဲဝိတ္ထုစာအုပ်မဟုတ်ပေါ့နော်ဟိုစာအုပ်တွေဖတ်တဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ဏိဒန်းဆိုတာရှိတယ်ဏိဒန်းတော်၎င်းအမှားစာတော်၎င်းရှိရင်ကျွန်တော်တို့တကယ်စာဖတ်တယ်ဆိုရင်ဏိဒန်းကိုလည်းဖတ်ရတယ်အမှားစာကိုလည်းဖတ်ရတယ်ဏိဒန်းနဲ့အမှားစာနဲ့ကနည်းနည်းတော့ကွာတယ်အမှားစာရေးတယ်ဆိုတာစာရေးသူကိုယ်တိုင်ရေးတာလည်းရှိတယ်တခြားတယောက်ယောက်ကရေးပေးတာလည်းရှိတယ်နော်တနည်းအားဖြင့်ပြောရင်ဒီစာအုပ်က review လို့လည်းပြောလို့ရတာပေါ့သူ့ရဲ့အမြင်တော့စာရေးသူဆိုရင်လည်းဒီအမှားစာလေးမှာသူဒါကိုဘယ်လိုရေးပါတယ်လို့ပြောချင်လဲပြောမယ်ဒါအမှားစာရဲ့သဘာဝဏိဒန်းဆိုတာကြတော့အစကိုပြောတာမဟုတ်ဏိဒန်းဆိုတာပါဠိကိုမြန်မာမှုပြုတ်ထားတာဏိဒန်းဆိုတာဏိဒါနဆိုတဲ့စကားလုံးကပါဠိကနေလာတာဏိဒါနဏိဒန်းဆိုတာအကြောင်းအဲ့တော့စာအုပ်တစ်ခုလုံးရဲ့အကြောင်းကိုရေးထားတာဏိဒန်းဒါကြောင့်တကယ်ကိုစာဖတ်ဝါဒနာပါတဲ့သူတစ်ယောက်ကစာပေကိုတကယ်လေ့လာတတ်တဲ့သူကဘာဖတ်ရလဲဆိုရင်စာအုပ်ဝယ်ပဲဖြစ်ဖြစ်စာအုပ်မြင်းနေတာပဲဖြစ်ဖြစ်မဝယ်ခင်ဟလာစာအုပ်ကိုမြင်းနေတာလေ့လာနေတာပဲဖြစ်ဖြစ်ဘာလုပ်ရလဲဆိုရင်ဏိဒန်းဒါမှမဟုတ်အမှားစာဖတ်ရတယ်အဲ့ဒါမှဘယ်နေရာမှာဘာရှိတယ်ဆိုတာပြောသွားတာရှိမယ်နော်အဲ့တော့အခုဒီနေရာတော့ဘဝခရီးဝယ်ရွေးချယ်ရမယ့်လမ်းဆိုတဲ့ခေါင်းစဉ်လေးနာမည်လေးကအမြဲတမ်းလှတယ်ဘဝခရီးအဲ့တော့ဆရာတော်မပြောပေမဲ့ကျွန်မပြောတော့မယ်ဘဝခရီးဆိုတာဘယ်ကစတာလဲဘဝဆိုတာဖြစ်ချင်းပဲအဲ့တော့ဘဝခရီးမှာ32ပုံမှာရှိကြတဲ့တတ္တဝါတိုင်းမှာဘဝခရီးကိုယ်စီရှိကြမှာပဲ32ပုံသားတိုင်းမှာဘဝခရီးဆိုတာမွေးခြင်းနဲ့တည်ခြင်းကြားအဘိဓမ္မာစကားနဲ့ပြောရင်ပဋိသန္ဓေနဲ့သုတိကြားသည်ဘဝခရီးတစ်ခုပဲသုတ်တန်စကားနဲ့ပြောရင်ဇာတိနဲ့မရဏသည်ဘဝခရီးတစ်ခုပဲအရက်စကားနဲ့လှလှလေးပြောရင်ပခက်တွင်းနဲ့ခေါင်းကြားသည်ဘဝခရီးတစ်ခုပဲအဲ့တော့ဘဝမှာစဖြစ်တဲ့အချိန်ကစပြီးတော့လူရယ်လို့ဖြစ်လာတဲ့အချိန်ကနေလူဘဝဆိုရင်လူရယ်လို့ဖြစ်လာပြီးတော့လူဖြစ်နေပဲတည်သွားမှာပဲအဲ့ဒါဘဝခရီးတစ်ခုမှတ်တိုင်တစ်ခုပဲဒါကြောင့်အခုဆရာတော်ဖေကဘဝခရီးဝယ်ရွေးချယ်ရမည်လမ်းလို့ခေါင်းစဉ်တက်ထားရင်ဒီဘဝခရီးသည်ကျွန်တော်တို့တတ္တဝါတိုင်းရဲ့ဘဝခရီးနဲ့တော့ဆိုင်လိမ့်မယ်သို့တော့ဒီတရားကိုဟောကြားမှာကမြတ်စွာဘုရားဟောနေတာမြတ်စွာဘုရားဟောနေတယ်ဆိုရင်မြတ်စွာဘုရားသည်လူပြည်မှာဒီတရားကိုဟောတယ်ဆိုတဲ့ကြောင့်လူဘဝခရီးတစ်ခုအနေနဲ့ပြောတော့မှာပဲအဲ့တော့လူဘဝခရီးဆိုတဲ့အတွက်ကျမတို့ဟောတဲ့အချိန်ကတော့အခုအချိန်မဟုတ်ဘူးပေါ့လွန်ခဲ့တဲ့ဘုရားပွင့်တော်မူတဲ့အချိန်သို့တော့အခုအချိန်ထိတင်္ဂါယနာအစစ်စစ်နဲ့တင်လာကြတာဖြစ်တဲ့အတွက်ကအခုကျမတို့လက်ရှိအခုအချိန်ထိဘုရားရှင်လွန်တော်မူသွားတာနှစ်ပေါင်း2560ကျော်ခဲ့တဲ့အချိန်ထိကျမတို့အခုအထိကိုယ့်ရဲ့ဘဝခရီးအတွက်ဘယ်လိုလမ်းကိုရွေးချယ်ရမလဲဆိုဆရာတော်ဘုရားမိမောင်းထိုးပြမှာပဲအဲ့တော့မူရင်းတုတ်ကဘဝခရီးဝယ်ရွေးချယ်ရတဲ့လမ်းဆိုတဲ့ခေါင်းစဉ်နဲ့လာမှာမဟုတ်ဘူးမူရင်းတုတ်ကဘာလဲဆိုတော့ဒါဘုရားဟောဆရာတော်ဘုရားနာမည်လှလေးပေးသွားတာပေးသွားပေမဲ့အဲ့ဒီနာမည်ကအစကျမတို့နဲ့သက်ဆိုင်နေပြီအဲကြောင့်ကျမတို့ရဲ့ဘဝခရီးမှာရွေးချယ်ရမယ့်လမ်းတစ်ခုကိုယ့်ဟာကိုယ်ယူကြရလိမ့်မယ်ဟုတ်ပြီနော်ဒါကြောင့်ဒါကိုစိတ်ထဲမှာဒါဒီကျမတို့ဘလို့ရွေးချယ်ရမလဲဘလို့ရွေးချယ်ရမယ့်လမ်းဆိုတဲ့လမ်းတစ်လမ်းနဲ့တော့ဟုတ်ဖို့မဟုတ်ဘူးလေ့လာကြည့်လိုက်ခေါင်းစဉ်ကိုကြည့်လိုက်လမ်းတွေအများကြီးရှိလိမ့်မယ်လမ်းမှန်တွေလည်းရှိလိမ့်မယ်လမ်းမားတွေလည်းရှိမယ်လမ်းမှန်ထဲမှာမှစင်တူရိုးမားတွေလည်းရှိလိမ့်မယ်ဟုတ်တယ်လားကျမတို့မဝေခွဲနိုင်တဲ့လမ်းမှန်လေးလားလမ်းမားလေးလားမဝယ်ခွဲနိုင်တဲ့လေရှိလိမ့်မယ်ခါလေးတွေတော့လေဒါလမ်းမှန်ပါလို့သိနေတာရှိခြင်းရှိပဲဒါကတော့လမ်းမားပါလို့ကိုညံနဲ့သိခြင်းသိမယ်တခါတလေကြတော့လေမဝေခွဲနိုင်တာတွေရှိလိမ့်မယ်အဲ့ဒီအချိန်မှာဘလိုမျိုးရွေးချယ်သင့်တယ်လဲဆိုတာကိုဘုရားရှင်ဟောတာကိုပဲဆရာတော်ဘုရားမိမောင်းထုတ်ပြမှာပဲဒါခေါင်းစဉ်ကိုဒါလေ့လာသုံးသပ်ခြင်းပဲနားလည်ပြီနော်ဒါကြောင့်ဘဝခီးဝယ်ရွေးချယ်ရတော့လမ်းဒီစိတ်ထဲမှာခေါင်းစဉ်လေးရစာမှတ်ထင်ထားပါဓမ္မမိတ်ဆွေများဒါကျမတို့ကျင့်သုံးရမယ်အပိုင်းတစ်ခုဒါဆိုရင်ဒီမှာကြည့်လိုက်အမှားစာဆိုတာဒီအမှားစာကိုရေးတာတခြားသူရေးတာမဟုတ်ဆရာတော်ဘုရားကိုယ်တိုင်ရေးထားတာနော်စာရေးသူကိုယ်တိုင်ရေးထားတာဒါကြောင့်ခုကျမတို့ကြည့်လိုက်ရင်အမှားစာဓမ္မမိတ်ဆွေတို့စာအုပ်မှာလည်းပါတယ်မှတ်လားအလုံးစီမှာပါတယ်နော်အဲ့တော့အမှားစာအစာကြီးပိုက်စိတ်တိုက်ဖတ်ကြမယ်ဒါဆိုရင်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည့်အင်္ဂုတ္တရနိကေလာကေတမုဒ္ဒိတုတ်ကိုဘဝခီးဝယ်ရွေးချယ်ရမည်လမ်းဟုအမိပေးကရှင်းလင်းဟောကြားခဲ့ခြင်းဖြစ်သည်တဲ့ဟောကြားတာဆရာတော်ဘုရားဒါကြောင့်မူရင်းကဘာလဲဆိုတာဓမ္မမိတ်ဆွေတို့ဒါစာမွေးမေးခွန်းမေးလို့ရတာပေါ့ဘဝခီးဝယ်ရွေးချယ်ရမည်လမ်းလို့အမိပေးတာဆရာတော်ဘုရားဆရာတော်ဘုရားဒီဘယ်တုတ်ကို
ះရှင်ဟောတဲ့ဘယ်တုတ်ကိုနာမည်ပေးထားတာလဲဆိုမှတ်ရတော့မယ်အင်္ဂုတ္တရနိကေကေတမုတ်တိတုတ်ဒါတစ်ချက်ပါသွားပြီကိုယ့်အကူလိုင်းတာထားဟုတ်ပြီနော်ကျမကတော့ဒီမှာကျမတို့လိုက်ပြီးတော့ highlighter နဲ့မချယ်မိစေနဲ့ဓမ္မမိတ်ဆွေတို့စာအုပ်တွေမှာရှုပ်သွားလိမ့်မယ်လိုင်းတာခုကျမကဘာလို့ချယ်လဲဆိုတော့မြင်အောင်ချယ်ပြနေတာဟုတ်ပြီနော်ခုဓမ္မမိတ်ဆွေတို့ကဒီ projector ပေါ်မှာကျမတို့ကကြည့်နေမှာဖြစ်တဲ့ screen ပေါ်မှာကြည့်နေတဲ့အတွက်ကြောင့်ဒါမြင်အောင်ကျမချယ်ထားတယ်ဒါကြောင့်မူရင်းကတခါတည်းမှတ်လိုက်ရင်အင်္ဂုတ္တရနိကေကေတမုတ်တိတုတ်ကိုဆရာတော်ဖျားကဘဝခီးဝယ်ရွေးချယ်ရမယ်လမ်းလို့အမိပေးကရှင်းလင်းဟောကြားခြင်းဖြစ်ပါသည်တစ်ချက်ရသွားပြီတခါဆက်ကြည့်ရင်ကေတမုတ်တိတုတ်ကိုတဲ့ကာလာမတုတ်ဟုလည်းခေါ်ကြ၏တဲ့နာမည်တစ်ခုမှတ်ရတော့မယ်ကာလာမကာကြီးချာကာလာရေးချာလာကာလာနော်အယောင်ကာလာမှတ်ထားလိုက်တချို့နေရာကျရင်ကာလမလို့ရေးထားရေးချတွေပြုတ်နေရရှိတယ်နော်အဲ့တော့ရေးချပါမယ်ကာလာမှတ်ထားအယောင်ကာလာရေးချာကာလာရေးချာလာကာလာမအဲ့ဒါမှကာလမတွေတချို့နေရာတွေစောက်တွေမှာဖြစ်နေတယ်ဟလာရေးချတွေပြုတ်နေမှားပြီအကြောင်းကာလာမဒါဆိုရင်ကာလာမတုတ်လဲခေါ်ဒါဆိုရင်ဘဝခီးဝယ်ရွေးချယ်ရမယ်လမ်းသည်မြတ်စွာဘုရားရှင်ဘယ်နိကေဘယ်တုတ်အနေနဲ့ဟောတာလဲနောက်နာမည်တစ်မျိုးဘယ်လိုခေါ်တယ်လဲဒါ one question ဖြစ်သွားနိုင်တာပေါ့ဒါဆိုရင်အင်္ဂုတ္တရနိကေကေတမုတ်တိတုတ်ကိုဟောကြားခြင်းဖြစ်တယ်ကာလာမတုတ်ဟုလည်းခေါ်သည်ဆို question လာတော့မယ်ဘာကြောင့်ကေတမုတ်တိတုတ်လို့နာမည်ပေးတယ်လဲဘာကြောင့်ကာလာမတုတ်လို့လည်းခေါ်တယ်လဲဆက်ရှင်းမယ်เนาะဒါဆိုရင်အောက်ကိုကြည့်လိုက်ရင်ကေတမုတ်တိဏိဂုံးရွာ၌ဟောကြားတော်မူခဲ့သောဒေသနာတော်ဖြစ်ခြင်းကြောင့်ကေတမုတ်တိတုတ်သို့မဟုတ်ဆိုရဲဒါနှစ်ချက်ပြတော့မယ်ဒါဆိုဒါနံပါတ်1အချက်ကကေတမုတ်တိဏိဂုံးရွာမှာဟောကြားခဲ့လို့ကေတမုတ်တိတုတ်လို့နာမည်ရတယ်ရွာမှာနေရာအနေနဲ့ကေတမုတ်တိဏိဂုံးရွာဆိုတဲ့အတွက်ရိုးရိုးရွာလေးမဟုတ်ရွာကြီးတစ်ခုလို့သိရမယ်ဏိဂုံးဆိုတာရွာကြီးတစ်ခုပဲနော်အဲ့တော့အင်မတန်စီကားနေတဲ့ရွာကြီးတစ်ခုမှာဟောထားတယ်ရွာရဲ့နာမည်ကိုပြောပါဆိုရင်ကေတမုတ်တိဏိဂုံးရွာကြီးမှာဟောကြားလို့ရွာကိုဆွဲ၍ကေတမုတ်တိတုတ်လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ချက်သို့မဟုတ်နံပါတ်2အဲ့ဒီဏိဂုံးရွာမှာနေတဲ့ဏိဂုံးရွာသားများအားဟောကြားထားတဲ့အတွက်ကြောင့်လေကေတမုတ်တိတုတ်ခေါ်ခြင်းဖြစ်ပါတယ်ဆိုမေးလို့ရတယ်ဘာကြောင့်ဒီကေတမုတ်တိတုတ်လို့ခေါ်ပါတယ်လဲလို့ပြောရင်ရွာမှာဟောတာရဲ့ရွာသားတွေကိုဟောတာရဲ့အတူတူပဲရွာဆိုတော့တမက်ရွာသားဆိုတော့တက်ရှိပေါ့ရွာဆိုတာနေရာနေနဲ့ဟောတယ်အဲ့ဒီနေရာကြီးကလာနာတာမဟုတ်နာမှာအဲ့ဒီရွာမှာရှိတဲ့ရွာသားတွေကနာကြတဲ့အတွက်ဒါကိုဆွဲပြီးတော့ကေတမုတ်တိတုတ်လို့ခေါ်ခြင်းဖြစ်ပါတယ်တခါလဲဆွဲသွားအောင်မှတ်ထားလိုက်ဟုတ်ပြီနော်ကဲနောက်တစ်ချက်ဘာကြောင့်နဲ့ကာလာမတုတ်လို့ခေါ်တယ်လဲလို့မေးရင်ချက်ဖတ်မယ်မြင်းဆောင်လေးဖြတ်ပြီးတဖန်ကေတမုတ်တိဏိဂုံးရွာ၌နေထိုင်ကြသောရွာလူမျိုးများမှာတဲ့အဲ့ဒီမှာနေကြတဲ့ရွာသားတွေမှာတဲ့ဘာလူမျိုးတွေများလာလဲများကြလဲဆိုကာလာမမျိုးနွယ်ဝင်စုများဖြစ်ကြတယ်အဲ့ဒီရွာသားတွေဒီဘာလူမျိုးတွေလဲလို့ပြောရင်ကာလာမမျိုးနွယ်စုဝင်တွေဖြစ်တဲ့အတွက်ကေတမုတ်တိရွာသားများကိုဟောတဲ့အတွက်ကေတမုတ်တိတုတ်အဲ့ဒီရွာသားတွေရဲ့အမျိုးအနွယ်ကကာလာမမျိုးနွယ်စုဖြစ်တဲ့အတွက်အမျိုးအနွယ်ကိုလိုက်၍ကာလာမတုတ်ဟုထင်ရှားပါသည်ပြီးရင်လိုင်းပိတ်လိုက်ရုံပဲအကွက်ကိုဒါကိုဆွဲအောင်ကြက်ခက်လိုက်ရပြီနော်ဒါကြက်ကြရမယ် fax တစ်ခုကဲရပြီဒါဆိုရင်အဲ့ဒီကာလာမတုတ်မှာတဲ့အနှစ်ချုပ်မှာဤတို့ဖြစ်သည်တဲ့ဆိုတော့ကာလာမတုတ်အနှစ်ချုပ်မှာဒီတို့ဖြစ်တယ်လို့ဆရာတော်ဖေကရေးထားတာအဲ့ဒါကိုပဲဆရာတော်ဖေကဘဝခီးဝယ်ရွေးချယ်ရမည်လမ်းလို့ခေါင်းစဉ်တက်ထားတဲ့အတွက်မေကွမေးလို့ရတာပေါ့ကာလာမတုတ်အနှစ်ချုပ်ကဘာလဲတနည်းကေတမုတ်တိတုတ်အနှစ်ချုပ်ကဘာလဲတနည်းဘဝခီးဝယ်ရွေးချယ်ရမည်လမ်းအနှစ်ချုပ်ကဘာလဲ question တာပဲမေးလို့ရတယ်ဟုတ်ပြီနော်ဒါ question type အနေနဲ့ပြောရင်ဒါဆိုရင်ကာလာမတုတ်ဤအနှစ်ချုပ်မှာဤတို့ဖြစ်ဤဆိုပြီးတော့ဆရာတော်ဖေကအနှစ်ချုပ်ကိုဘယ်နှချက်ပြထားလဲဆိုရင်5ချက်ပြထားတယ်ဟုတ်ပြီနော်ကာလာမတုတ်အနှစ်ချုပ်မှာ5ချက်တဲ့ကဲနံပါတ်1ကိုစဖတ်ဒီနေရာမှာအနှစ်ချုပ်အနေနဲ့ဘာရေးထားလဲဆိုတာဒါလေးတစ်ချက်ကိုလုံးဝမေးလို့မရ
အမှားအမှန်ကိုစစ်စစ်၍ဘယ်အမှားလဲဘယ်အမှန်လဲဆိုတာစစ်စစ်ပြီးလို့ရှိရင်တဲ့အမှားကိုဖယ်ပြီးတော့အမှန်တရားယူကြမှာဖြစ်တဲ့အတွက်ဒီနေရာမှာအမှန်တရားကိုမှတ်ယူရ၌ဒါမိမ့်မယ်အခုကေသမုဒ္ဒိတို့အနှစ်ချုပ်တနည်းဘဝခီးဝယ်ရွေးချယ်ရမယ်လမ်းခီးအနှစ်ချုပ်မှာအမှားနဲ့အမှန်တွေကြုံလာမယ်ဘဝခီးသွားကြတဲ့အခါလမ်းတွေဘဝခီးသွားမယ်ဆိုတော့ခီးကိုဘာနဲ့သွားမှာလဲခီးတစ်ခုကိုဘာနဲ့သွားမလဲလမ်းနဲ့သွားမှာမဟုတ်ဘူးလားခီးတစ်ခုသွားဖို့ဆိုတာလမ်းလိုတယ်လေဒါကြောင့်ဘဝခီးဝယ်ရွေးချယ်ရမယ်လမ်းနားလည်ပြီနော်ခရီးတစ်ခုကိုသွားတဲ့အခါမှာလမ်းနဲ့သွားမယ်အခါမှာအဲ့ဒီလမ်းတွေထဲမှာလမ်းမှန်တွေလမ်းမတွေရှိလိမ့်မယ်တဲ့အဲ့ဒီထဲကနေလမ်းမှန်ကိုယူကြရမှာပေါ့နားလည်ပြီနော်ဒါကြောင့်အမှားအမှန်တွေရှိကြတဲ့နေရာမှာဘယ်အမှားလဲဘယ်အမှန်လဲစစ်စစ်ပြီးတဲ့အခါကျရင်အမှားကိုဖယ်ပြီးတော့အမှန်ယူရမှာမဟုတ်ဘူးလားဒါပဲလွယ်လွယ်ပြောရင်ဒါဆိုရင်အမှန်တရားကိုမှတ်ယူမဲ့အခါမှာတဲ့ဖယားရှင်ကအဲ့ဒီရွာသားတွေကိုအဲ့ဒီရွာကြီးမှာဟုတ်ပြီနော်ဘာရွာသားဘယ်ရွာသားတွေဘယ်ရွာကြီးမှာလဲကေသမုဒ္ဒိရွာကြီးမှာဘယ်ရွာသားတွေလဲကေသမုဒ္ဒိရွာသားတွေဘာလူမျိုးတွေလဲကာလာမမျိုးနွယ်စုတွေကိုဖယားရှင်ကဒီဟာလေးကိုအနှစ်ချုပ်ကလေးပြောမယ်တဲ့ဒါသူ့ရဲ့နောက်ခံတမိုင်းကြောင့်မဟုတ်တယ်အနှစ်ချုပ်ကလေးပြောမယ်အဲ့ဒါကိုဆရာတော်ဘုရားရေးတော့မှာဒါဆိုရင်နံပါတ်1ကဘာလဲအစင်အလာယုံကြည်မှုစသည့်အချက်10ချက်ရှိမယ်တဲ့အဲ့ဒါကိုအခြေခံပြီးတော့မမှတ်ယူနဲ့တဲ့အစင်အလာတွေရှိမယ်ဒါအစင်အလာဆိုတာတစ်ချက်ပေါ့နော်မိဘဘိုးဘွားအစင်အလာတွေရှိမယ်ဟုတ်လားကိုလူမျိုးဘာတွေစသဖြင့်အစင်အလာတွေရှိမယ်ယုံကြည်မှုတွေရှိမယ်စသည်ဆိုတဲ့အတွက်ကြောင့်ဒီနှစ်ချက်ထဲတွေမကောက်အခြားတွေကြံအောင်မနော်ဘယ်နဲ့ချက်တောင်လဲအချက်10ချက်တဲ့အချက်10ချက်တွေ့လိမ့်မယ်တဲ့အဲ့ဒါတွေကိုအစင်အလာပဲဟလာမိဘအဖိုးဘွားတွေပြောနေခဲ့တာပဲဒါတို့ရဲ့ယုံကြည်ချက်ပဲစသည်ဖြင့်အဲ့ဒီချက်တွေကိုအခြေခံပြီးတော့တဲ့မမှတ်ယူပါနဲ့တဲ့အဲ့ဒီအချက်10ချက်ပေါ်မှာအခြေခံပြီးမမှတ်ယူနေတဲ့ဘာကိုမမှတ်ယူရမှာလဲဘာကိုမမှတ်ယူရမှာလဲအပေါ်မှာအမှန်တရားကိုမှတ်ယူရနိုင် main point စာဖတ်နေအမှန်တရားကိုမှတ်ယူတဲ့နေရာမှာအစင်လာတွေရှိမယ်ယုံကြည်ချက်တွေရှိမယ်အဲ့ဒီအချက်တွေ10ချက်တောင်ရှိမယ်ဆက်ပြောမယ်တဲ့အဲ့ဒါတွေကိုအခြေခံပြီးတော့အမှန်လို့မမှတ်နဲ့ဟေးတဲ့ဒါတစ်ချက်ရသွားပြီဒါဆိုရင်နောက်တစ်ချက်ဒါဆိုလို့ရှိရင်အမှန်ဒီဟာလေးကအမြဲတမ်းဒီဟာလေးကိုအမြဲသွားရမှာနော်အမှန်အမှန်ကိုစစ်စစ်၍အမှန်တရားကိုမှတ်ယူတဲ့နေရာမှာနံပါတ်1အချက်ကအစင်လာယုံကြည်မှုစတဲ့အချက်10ချက်တွေကိုအခြေခံပြီးမမှတ်နဲ့တဲ့နံပါတ်2ဒါဆိုရင်အမှန်တရားကိုမှတ်တည်ဖို့အမှားအမှန်ကိုစစ်စစ်ပြီးတော့အမှန်တရားကိုမှတ်တည်ရ၌ဘာကိုအခြေခံပြီးမှတ်ရမလဲလို့ပြောရင်ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိကိုယ်သာအခြေခံရမည်ဆိုတော့အခြေခံပြီးဘာလုပ်ရမှာလဲပေါ်ပြန်သွားအမှန်တရားကိုမှတ်ယူရမည်စာဖတ်နည်းပဲအဲ့ဒါနားလည်ပြီနော်အဲ့ဒါစာဆိုတာအဲ့လိုဖတ်တယ်ဒါကြောင့်ကိုယ်ပိုင်ဉာဏ်အမှားအမှန်ကိုစစ်စစ်ပြီးတော့အမှန်တရားကိုမှတ်ယူရနိုင်နံပါတ်1အချက်ကိုပြောပါဆိုရင်ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိကိုသာအခြေခံပြီးမှတ်ပါလေတဲ့ဘယ်ဟာပေါ်အခြေခံပြီးမမှတ်ရဘူးလေတဲ့အစင်လာတွေယုံကြည်ချက်စားတဲ့အချက်10ချက်တွေအခြေခံပြီးမမှတ်နဲ့တဲ့အမှန်တရားကိုအမှန်အမှန်ကိုစစ်စစ်ပြီးအမှန်တရားကိုမှတ်ယူရနိုင်ဘာကိုအခြေခံရမှာလဲကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိကိုသာအခြေခံရမယ်ဆိုတော့အခြေခံဆိုပြီးတော့ပါထားတာလေးရှိနေတယ်အခြေခံပြီးမမှတ်နဲ့အခြေခံပြီးမှတ်ရမည်နှစ်ချက်ဖြစ်သွားတဲ့အတွက်ကြောင့်ဒီ1နဲ့2ကိုတွဲမှတ်လိုက်ပြီးပြီပေါ့အမှန်အမှန်ကိုစစ်စစ်၍စာဖတ်မယ်နော်စာကြက်လိုက်မယ်နော်အမှန်အမှန်ကိုစစ်စစ်၍အမှန်တရားကိုမှတ်ယူရနာအစေလာယုံကြည်ချက်စသည့်အချက်10ချက်ကိုအခြေခံပြီးမမှတ်ယူနဲ့ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိဖြင့်ကသာအခြေခံပြီးမှတ်ယူပါလေပြီးပြီပေါ့ဒါဆိုရင်ဒါတွဲပြီးလို့ရှိရင်ဒီဟာမှတ်မှာကိုယူရတော့မှာဆိုတဲ့အတွက်ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိကိုသာအခြေခံပြီးမှတ်မယ်ဆိုတော့နံပါတ်2နဲ့နံပါတ်3ကစက်တိုက်ပြန်ဖြစ်သွားပြီကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိနဲ့မှတ်ယူတဲ့နေရာမှာတဲ့ဘလို့မှတ်ရအောင်မလဲတဲ့ကိုယ်ပိုင်ဉာဏ်နဲ့အဖြေထုတ်လိုက်ပါတဲ့ကိုယ်ပိုင်ဉာဏ်နဲ့အဖြေထုတ်ပြီးလို့ရှိရင်ဘာလုပ်ရမလဲဆိုရင်
မှားတာကိုစွန့်လိုက်ပါတဲ့တစ်ချက်ပြီးရင်မှန်တာကိုတော့လက်ခံကျင့်သုံးပါတဲ့ဟောတစ်ချက်ရသွားပြီကိုယ်ပိုင်ဉာဏ်နဲ့စီစစ်တဲ့အခါအမှန်မှန်တွေ့ပြီဆိုရင်ဘာလုပ်ရမလဲမှားတာတွေမှန်သမျှကိုစွန့်ပလိုက်တဲ့မှန်တာတွေဆိုရင်တော့လက်ခံကျင့်သုံးရမယ်ဒါဓမ္မမိတ်ဆွေတို့ဘဝခီးဝေရွေးချယ်ရမည်လမ်းရဲ့အနှစ်ချုပ်ပဲသဘောပေါက်ပြီနော်အဲ့ဒါဒီနေ့အဲ့ဒါသင်လိုက်ရင်းနဲ့ပဲလက်တွေ့ကျင့်ပါနော်လောကကြီးမှာအမှန်မှန်တွေတွေးကြမယ်အမှန်မှန်တွေကိုစီစစ်ပြီးတော့အမှန်တရားကိုယူတဲ့နေရာမှာမိယိုးဖလားအစင်လာတွေယုံကြည်ချက်တွေစတဲ့အချက်တွေပေါ့အခြေခံပြီးတော့အချက်10ချက်ရှိလိမ့်မယ်အဲ့ဒီအခြေခံပြီးတော့မမှတ်ယူရဘူးကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိနဲ့သာဟလားအခြေခံပြီးတော့မှတ်ယူရမယ်မှတ်ယူတဲ့နေရာမှာလေအမှားလို့မှတ်ယူလိုက်ပြီးအမှားလို့သိလိုက်ပြီးဆိုရင်စွန့်လိုက်မှန်တယ်လို့သိရင်လက်ခံကျင့်သုံးဒါပဲဟောတခါတည်းစာချက်ပေးလိုက်တော့3ချက်ရသွားပြီဟုတ်ပြီနော်အဲ့ဒါအင်ကြပြန်ချက်ပေါ့ကဲပြီးရင်ဒီအထိပြီးသွားပြီဆိုရင်ဓမ္မမိတ်ဆွေတို့ဒါကိုကျမတို့ sorry တရားလေးကိုတက်ဖြတ်ကိုယ့်အကိုမှတ်ထားဒါတစ်ဖြတ်ဖြတ်လိုက်ဖြတ်ပြီးလို့ရှိရင်ဒီနေရာမှာဖြူစင်သောစိတ်တဲ့မြင့်မြတ်သောသဘောထားဖြင့်နဲ့အများနဲ့ဆက်ဆံနေရပါလိမ့်မယ်တဲ့ဘဝခီးမှာသွားကြပြီဆိုတယောက်တည်းသွားလို့ရလားကိုယ့်ကိုစဉ်းစားစပြီးတော့မွေးတဲ့တယောက်တည်းမွေးလာတာမှမဟုတ်တာမွေးပေးမဲ့မွေးပေးတဲ့အမေကျွေးပေးမဲ့အဖေပြုစုဆောက်ရှောက်မဲ့ဆွေမျိုးညီကိုမိတ်ဆွေတင်ငါးတွေရှိလာမယ်အရွယ်ရောက်လာတော့လဲကြောင်းတငယ်ချင်းမိတ်ဆွေတွေရှိကြဘဝခီးကိုသွားရင်အများကြီးနဲ့တယောက်ထိထိနေလို့မှများအများနဲ့ဆက်ဆံရမယ်ဆိုဒီဟာလေးလာပြီဒီနံပါတ်3အချက်အနေနဲ့အများနဲ့ဆက်ဆံနေထိုင်နည်းလေးပြထားတာအဲဆိုရင်အများနဲ့ဆက်ဆံနေထိုင်ရင်ဘာနဲ့နေရမှာလဲတဲ့ဆိုတော့ဒီအချက်ကိုကြည့်လိုက်ဖြူစင်သောစိတ်မြင့်မြတ်သောသဘောထားဖြင့်အများနဲ့ဆက်ဆံနေထိုင်မှာတဲ့ဟောဒါလည်းကျမတို့အတွက်လိုအပ်တာပဲဘဝခီးကိုသွားကြတဲ့နေရာမှာအများနဲ့ဆက်ဆံကြရလိမ့်မယ်တဲ့အများနဲ့ဆက်ဆံတိုင်းဖြူစင်သောစိတ်မြင့်မြတ်သောသဘောထားထားရမယ်ဆိုရပြောင်းပြန်ပြန်ပြောဖြူစင်တဲ့စိတ်ဆိုရမဖြူစင်တဲ့စိတ်ဆိုတာဘာတွေလဲမဖြူစင်နေတဲ့စိတ်ဆိုတာအကုသိုလ်စိတ်တွေပေါ့အကုသိုလ်စိတ်တွေပေါ့ဟုတ်တာအကုသိုလ်စိတ်တွေအကုသိုလ်စိတ်တသိက်တွေခြေလှယ်ထားတဲ့စိတ်တွေတနည်းအားဖြင့်ပြောရင်အကုသိုလ်စိတ်တသိက်တွေမဖြစ်အောင်ကြိုးစားမှာဒါကြောင့်စိတ်ကိုဖြူစင်အောင်ထားဆိုစိတ်ကိုဖြူစင်အောင်ထားဖို့ဆိုအဲ့ဒီစိတ်ကိုခြေလှယ်တတ်တဲ့အကုသိုလ်စိတ်တသိက်တွေဖယ်ပြရမှာမဟုတ်ဘူးလားဒါပဲအဲ့ဒါမိမ့်မယ်ဒါဆိုဖြူစင်သောစိတ်ရှိရမယ်ဆိုရဲစိတ်ကိုမဖြူစင်နေတဲ့တရားတွေဖယ်စိတ်ကိုယုံညံ့စေတဲ့တရားတွေဖယ်မြင့်မြတ်သောသဘောထားမြင့်မြတ်သောသဘောထားဆိုတာမြတ်သောသဘောထားကဲဒါကကျမတို့ဆရာတော်ပြောတာကျမတို့မလေ့လာသေးကိုယ့်ကိုစဉ်းစားကြည့်အောင်ကိုယ်သင်ထားတဲ့အဘိဓမ္မာတွေလေ့လာထားတာတွေရှိတယ်ဆိုတာမြင့်မြတ်တဲ့သဘောထားဆိုတာဘာကိုပြောတာလဲမြတ်တဲ့သဘောထားမြတ်သောအကျင့်မြတ်သောနေခြင်းဘာတွေလဲအဲ့ဒါဗြဟ္မဝိဟာရဗြဟ္မစိုးတရားတွေပေါ့ဟုတ်လားမြင့်မြတ်သောသဘောထားဆိုတာဘာလဲမေတ္တာကရုဏာမုဒိတာဥပေက္ခပေါ့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့မြင့်မြတ်တဲ့သဘောထားတွေရှိနေတဲ့သူရဲ့စိတ်ဒီဖြူစင်နေမှာပဲလေဗြဟ္မာကြီးတွေရဲ့နေခြင်းနဲ့ရောတူမနေဘူးလားအဲ့ဒီ၄ခုဖြစ်တဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့သဘောထားတွေနဲ့အများနဲ့ဆက်ဆံနေထိုင်ပါတဲ့တစ်ချက်ရသွားပြန်ပြီဟုတ်ပြီနော်တစ်ချက်အနေနဲ့ရသွားပြန်ပြီ sorry ကဲဒါဆိုလို့ရှိရင်နံပါတ်5အချက်တဲ့ကိုယ်ပိုင်ဉာဏ်နဲ့အဖြစ်မထုံးနိုင်တဲ့ပြဿနာတွေရှိလာနိုင်သေးတယ်တဲ့အပေါ်မှာတော့ပြောတာဒီဟလာအစဉ်လာယုံကြည်မှုစတဲ့အချက်တွေကိုအခြေခံပြီးမမှတ်နဲ့ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်သိဥတာအခြေခံကိုယ်ပိုင်ဉာဏ်နဲ့သိပြီးရင်လည်းအမှားဆိုစွန့်ပလိုက်အမှန်ဆိုလို့ရှိရင်လက်ခံကျင့်သုံးအဲ့ဒါကိုကြော်ပြီးတော့အဲ့ဒီကိုယ်ပိုင်ဉာဏ်ကိုပဲကြော်ပြီးတော့ဖတ်လိုက်နံပါတ်5အချက်ကိုယူလို့ရတာပေါ့ကိုယ်ပိုင်ဉာဏ်ကိုပဲကြော်ဖတ်လို့ရှိရင်ကိုယ်ပိုင်ဉာဏ်နဲ့အဖြေထုတ်ပြီးမှားတာဆိုအမှန်ကိုလက်ခံကျင့်သုံးပါလို့ပြောပေမဲ့တဲ့ကိုယ်ပိုင်ဉာဏ်နဲ့ဒါအဖြေထုတ်တာအဖြေမထုတ်နိုင်တဲ့ပြဿနာလေးရှိလာအောင်မယ်တဲ့ဟောစာဆက်ဆက်နေကိုယ်ပိုင်ဉာဏ်နဲ့အဖြေမထုတ်နိုင်တဲ့အခါကျရင်ဘာလုပ်ရမလဲတဲ့ဟိုဘက်ဒီဘက်နှစ်ဖက်ကောင်းပြီးတေချာတဲ့လမ်းကိုရွေးချယ်ပါလေတဲ့ဟုတ်တယ်နော်နှစ်ဦးနှစ်ဖက်အဖြေမထုတ်နိုင်ဘူးဆိုရင်နှစ်ဦးနှစ်ဖက်ကောင်းတဲ့
လမ်းနှစ်ဖူးတစ်ဖက်ကောင်းပြီးတော့တေးချတဲ့လမ်းကိုရွေးချယ်ပါဆိုဒီဟာလေးကိုပဲကြည့်ပြီးတော့ပြောမယ်ဆိုဆရာတော်ဘုရားကတော့1 2 3 4 5လို့ရေးထားတာလေရေးထားပေမဲ့နံပါတ်5အချက်ကတော့နောက်ဆုံးအနေနဲ့သူကရေးထားတာပေါ့ဒီဘဝကေတမုဒ္ဒိတုတ်မှာကာလမတုတ်မှာဘုရားရှင်ဟောတာဒီအချက်တိုင်းဆရာတော်လည်းဒီအကျော်တိုင်းဟောမယ်ဆိုဒါပေမဲ့ကျမတို့ကစာကြက်တဲ့သူအတွက်ဆိုဘာပြောမလဲအမှားအမှန်ကိုစစ်စစ်ပြီးတော့အမှန်ကိုမှတ်ယူတဲ့နေရာမှာမိယိုဖလာအစင်လာတွေယုံကြည်ချက်တွေအစရှိတဲ့အခြေခံ10ချက်တွေကိုယူပြီးတော့အဲ့ဒီအချက်တွေကိုအခြေခံပြီးတော့မမှတ်ယူပါနဲ့ဘာမမှတ်ယူရမှာလဲအမှန်လို့မမှတ်ယူနဲ့အမှန်တရားလို့မမှတ်ယူပါနဲ့ဒါဆိုရင်အမှန်တရားလို့မမှတ်ယူနဲ့ဆိုရဲအဲ့ဒီအချက်တွေဒီမှားနိုင်တဲ့အချက်တွေပါနေသေးလို့ပေါ့နောက်တစ်ချက်နံပါတ်2ဒါဆိုရင်ဘယ်ဟာကိုအမှန်အမှန်ကိုစစ်စစ်ပြီးတော့အမှန်တရားကိုမှတ်ယူရနဲ့ဘာကိုယူရမလဲကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အတိကိုသာအခြေခံရမည်ဆိုတာအခြေခံပြီးအမှန်တရားကိုမှတ်ယူရမည်အဲ့ဒီလိုမှတ်ယူတဲ့နေရာမှာလေကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အတိနဲ့ယူတဲ့အခါမှာအမှားလို့သိလိုက်ရင်ချက်ချင်းစွန့်အမှားလို့သိရင်ချက်ချင်းစွန့်ပြရမယ်အမှန်လို့သိရင်လက်ခံကျင့်သုံးတချို့ကအမှားလို့သိရင်ချက်ချင်းမစွန့်သေးပဲနဲ့လေမကောင်းတော့လဲမကောင်းပါဘူးလေဒါပေမဲ့လေဒါကလေတို့ရိုးရာရှိတာဟုတ်တယ်မှတ်လားကျွန်တော်တို့တစ်ခါလေသိအိမ်နေမှာရှိပါတယ်မကောင်းမှန်းကိုသိနေပြီမှားမှန်းလည်းသိနေပြီမဟုတ်မှန်းလည်းသိနေပြီဟုတ်လားဒါပေမဲ့ရိုးရာရှိတယ်လုံးလို့မရဘူးဒါအဖွားလက်ထက်ထဲကဒါအဖေလက်ထက်ထဲကဟုတ်လားအဲ့ဒါမျိုးနဲ့မှားမှန်းသိနေပေမဲ့ဘာဖြစ်လဲမစွန့်ထားတာအောင်မရှိဘူးလားကောင်းတော့ကောင်းပေမဲ့ကျင့်ဖို့ကတော့နေပေါင်းလေမအားသေးဘူးခုလောလောဆယ်လုံးတော့လုံးမှာပေါ့မအားသေးဘူးရိတ်တာသွားမှဆိုအမှန်ကြရင်လေလက်ခံကျင့်သုံးခြင်းမရှိဘူးဒါကျမတို့ရဲ့အားနဲ့ချက်တစ်ချက်တဲ့နောက်တစ်ချက်ကိုကြော်ဖတ်လိုက်မယ်ဆိုရင်ကိုယ်ပိုင်ဉာဏ်နဲ့ဒါအဖြေထုတ်တဲ့အခါမှာမှားတာကိုစွန့်ပြီးတော့မှန်တာကိုလက်ခံကျင့်သုံးပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့အဖြေမထုတ်နိုင်တာရှိပြီကျမတို့အဲ့လိုစာဖတ်တာနံပါတ်3အချက်ကကိုယ်ပိုင်ဉာဏ်နဲ့အဖြေထုတ်နိုင်တာနံပါတ်5အချက်ကကိုယ်ပိုင်ဉာဏ်နဲ့အဖြေမထုတ်နိုင်ရင်တဲ့နှစ်ဖက်ကောင်းပြီးတော့တေးကြတဲ့လမ်းကိုရွေးချက်လိုက်ပါတယ်အဲ့ဒါဘွားကြီးကိုရွေးချက်ရမယ်လမ်းပဲတဲ့ဟုတ်လားအဲ့ဒီလိုရွေးချက်ပြီးလို့ရှိရင်ရှောက်ကြမှာအများနဲ့ဆက်ဆံအောင်မှာမဟုတ်ဘူးလားတဲ့အများနဲ့ဆက်ဆံတိုင်းမှာဘာလို့ရမှာလဲဖြူစင်သောစိတ်မြင့်မြတ်သောသဘောထားတွေထားပြီးတော့နေဆိုရင်အဲ့ဒါပြီးသွားပြီပေါ့ကျမတို့စာဖတ်တယ်ဆိုအဲ့လိုဖတ်ပလိုက်တာဒါဆိုရင်ဆရာတော်ကတော့သူ့စီနေတဲ့အတိုင်းမှာ4လို့ရေးထားတယ်လေကျမတို့ကလည်းဆရာတော်ရေးတဲ့အတိုင်း4ပဲမှတ်ရမှာဒါပေမဲ့ကိုကစာကြက်ချင်တယ်ဆိုရင်ဟလာနောက်ဆုံးအနေနဲ့4ကို9မှာခဏထားပြီးတော့ဖတ်လိုက်ပြီးတော့မှပြန်ထည့်ထားပေါ့ရပြီကြက်တက်ပြီနော်ထမကြက်တော့အောင်နော်အိမ်ကြရင်ကိုချောလိုက်ကဲဒါဆိုရင်နှခမ်းပြန်တယ်ဆရာတော်ဖေကဏိကုံးလေးချုပ်ဏိကုံးချုပ်တာမဟုတ်နှခမ်းတမ်းဤတဲ့ကာလာမတုတ်တိဤကာလမတုတ်သည်ဘဝအရေးရင်ထဲ၌တန်တရားဖြစ်ပွားလျက်ရှိသောပုဂ္ဂိုလ်များအတွက်အကောင်းဆုံးလမ်းညွှန်ချက်ဖြစ်ပါသည်ဆိုတော့ဆရာတော်ဘုရားမေးခြင်းမေးလို့ရမှာပေါ့ဤကာလမတုတ်သည်မိသည့်ပုဂ္ဂိုလ်များအတွက်အကောင်းဆုံးလမ်းညွှန်ချက်ဖြစ်ပါသည်မေးခွန်း question ကာလမတုတ်သည်မိသည့်ပုဂ္ဂိုလ်များအတွက်အကောင်းဆုံးလမ်းညွှန်ချက်ဖြစ်ပါသည်ဘဝအရေးရင်ထဲ၌တန်တရားဖြစ်ပွားလျက်ရှိသောပုဂ္ဂိုလ်များအတွက်ကိုဘဝအရေးမှာဟလာမဖြေမရှင်းဘယ်လမ်းကိုလျှောက်ပြီးတော့ဘယ်ခရီးကိုရောက်အောင်သွားရမလဲလို့ရင်ထဲမှာတန်တရားဖြစ်ပွားလျက်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်အကောင်းဆုံးလမ်းညွှန်ချက်ဖြစ်ပါသည်ဆိုရင်ဆရာတော်ဖရာရဲ့ခုကျမတို့အမှားစာလေးပြီးသွားပြီအမှားစာလေးမှာအချက်တွေမိကွန်းတိုက်တွေများပါသွားပြီနားလဲပြီနော်ရပြီနော်ဒါဆိုရင်ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်းကိုမြတ်စွာဘုရားရှင်ဟောခဲ့ဘူးပါသလားဟောခဲ့ဘူးပါလားဟောခဲ့တယ်ဟောတဲ့နေရာမှာဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်းဟုသောအမိနဲ့ဟောကြားခဲ့ခြင်းဖြစ်ပါသလားဘယ်နာမည်နဲ့ဟောကြားခဲ့တာပါလဲကေတမုဒ္ဒိတုတ်အနေနဲ့ဟောခဲ့တာဖြစ်ပါတယ်ကေတမုဒ္ဒိတုတ်သည်ဘယ်ကျမ်းစာထဲမှာပါပါလဲအင်္ဂုတ္တရနိကေထဲမှာပါပါတယ်
အဲ့ဒီကေတမုဒ္ဒိတုတ်ကိုဘယ်နာမည်လဲခေါ်သည်ခေါ်လေးရှိကြတယ်လေကာလာမတုတ်လို့လဲခေါ်လေးရှိပါတယ်ဘာကြောင့်ကေတမုဒ္ဒိတုတ်လို့ခေါ်ရပါလဲကေတမုဒ္ဒိဏီကုံရွာကြီးမှာဟောခဲ့လို့ကေတမုဒ္ဒိရွာသားတွေကိုဟောခဲ့လို့ဖြစ်ပါတယ်ဘာကြောင့်များကေတမုဒ္ဒိတုတ်ကိုကာလာမတုတ်လို့ဟောရပါလဲကေတမုဒ္ဒိဏီကုံရွာသားတွေဒီကာလာမမျိုးနွယ်စုများဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်ရသွားပြီဟုတ်ပြီနော်ဒါဆိုရင်မိကွန်းအနေနဲ့ရသွားအဲ့ဒီကာလာမတုတ်ရဲ့အနှစ်ချုပ်ဘယ်နှချက်ရှိပါလဲကာလာမတုတ်အနှစ်ချုပ်၅ချက်တနည်းကေတမုဒ္ဒိတုတ်အနှစ်ချုပ်ဘယ်နှချက်ရှိပါလဲ၅ချက်ပါပဲတနည်းဘဝခီးဝယ်ရွေးချယ်ရမယ်လမ်းမှာအနှစ်ချုပ်ဘယ်နှချက်ရှိပါလဲ၅ချက်ရှိပါတယ်ဘဝခီးမဲ့ရွေးချယ်ရတဲ့အခါမှာရှောက်လန်းရမယ်လမ်းနေနဲ့ပတ်သက်လာရင်တဲ့ဓမ္မမဟုတ်ရင်ကာလာမတုတ်မှာလေးတဲ့ဓမ္မမဟုတ်ရင်ကေတမုဒ္ဒိတုတ်မှာလေးတဲ့ဟလာအနှစ်ချုပ်အနေနဲ့ပြောရင်အမှားအမှန်ကိုစစ်စစ်ပြီးတော့အမှန်ကိုရွေးရမှာပါတဲ့ဟုတ်ပြီနော်အမှန်အမှန်ကိုစစ်စစ်ပြီးတော့အမှန်တရားကိုမှတ်ယူရွေးချယ်ရမယ်နေရာမှာအချက်၅ချက်မှာနံပါတ်1ကဘာတွေကိုအခြေခံပြီးမမှတ်ရပါသနည်းဆိုတာ one question လာရင်အစဉ်အလာတွေယုံကြည်မှုစတဲ့အချက်10ချက်ကိုအခြေခံပြီးတော့အမှန်လို့မမှတ်ယူပါနဲ့ကျမတို့စာဖြည့်ရင်အခြေခံပြီးမမှတ်ယူရလို့မရေးနဲ့နော်အခြေခံပြီးအမှန်ဟုမမှတ်ယူရပါအဲ့ဒါလေးပြည့်အောင်ဖြည့်ဒါဆိုရင်ဘာကိုအခြေခံပြီးတော့အမှန်လို့မှတ်ယူသင့်ပါတယ်လေဆိုရင်ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိကိုသာအခြေခံပြီးတော့အမှန်လို့မှတ်ယူသင့်ပါတယ်ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိတွေနဲ့အမှန်လို့မှတ်ယူတဲ့နေရာမှာလေအမှန်လို့မှတ်ယူရမယ့်နေရာမှာအမှန်မတွေ့ခင်အမှားရောမတွေ့နိုင်ဘူးလားအမှန်လို့မှတ်ယူတယ်ဆိုတော့အမှားတွေ့လို့အမှားကိုဖယ်ရတော့မှာပေါ့ဒါကြောင့်အမှားကိုဘာလုပ်ရမလဲအမှားတွေ့ရင်ချက်ချင်းပဲဆွတ်မှာပြီးတော့အမှန်ကိုတော့လက်ခံကျင့်သုံးပြီးတော့အသုံးချမှတ်ယူပြီးရင်ဘာလုပ်ရမလဲလို့မေးရင်ကိုယ်ပိုင်ဉာဏ်နဲ့အဖြေထုတ်ပြီးရင်ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိကိုသာအခြေခံပြီးအမှန်လို့မှတ်ယူရတဲ့နေရာမှာအပေါ်နံပါတ်2နဲ့ဆက်ရင်ကိုယ်ပိုင်ဉာဏ်ဖြင့်ကိုယ်ပိုင်အသိဖြင့်အဖြေထုတ်ပြီးလို့ရှိရင်အမှားတွေ့ရင်စွန့်ပလိုက်ပြီးတော့အမှန်တွေ့ရင်လက်ခံကျင့်သုံးပါမယ်ဒါပေမဲ့ကိုယ်ပိုင်ဉာဏ်နဲ့အဖြေထုတ်လို့မရတဲ့ပြဿနာတွေပေါ်လာနိုင်မယ်ဆိုရင်ဘာလုပ်ရအောင်မလဲလို့ပြောရင်နှစ်ဖက်စလုံးကောင်းမဲ့တေးကြတဲ့လမ်းကိုရွေးရမယ်ဆိုဘာနှစ်ဖက်လဲဆိုတာမြုပ်ထားပြီဘာနှစ်ဖက်လဲမပြောတော့ခုမပြောသေးဘာနှစ်ဖက်လဲရှားရနှစ်ဖက်ကောင်းရမယ်ဆိုတာမိမိဘက်နဲ့သူမရဘက်လားဒါမှမဟုတ်လေအမှားဘက်နဲ့အမှန်ဘက်လားဒါမှမဟုတ်လေဒီဘဝအတွက်နဲ့တန်တရားအတွက်လားဒါမှမဟုတ်ပစ္စုပန်နဲ့အနာဂတ်အတွက်လားဘာနှစ်ဖက်လဲမပြောသေးဘူးနှစ်ဖက်ကောင်းပြီးတော့မှတေးကြတဲ့လမ်းဆိုတဲ့နည်းနည်းလေးစဉ်းစားကြည့်ခုဘဝလည်းကောင်းနောင်ဘဝလည်းကောင်းလည်းဖြစ်နိုင်တာပဲလေအခုလည်းကောင်းနောင်လည်းကောင်းလည်းမဖြစ်နိုင်ဘူးလားဒါတွေသွားမှာပေါ့ဒါကြောင့်လမ်းမယ်အဲ့ဒီလိုသွားတဲ့နေရာမှာအများနဲ့ဆက်ဆံဖို့ကြုံလာရင်ဘယ်လိုသဘောထားရပါမလဲဖြူစင်သောစိတ်မြင့်မြတ်သောသဘောထားများနဲ့အများနဲ့ဆက်ဆံနေထိုင်ရပါမည်ဆိုရင်ဒီနေ့အဲ့ဒီလောက်ကလေးမှာတော်တော်လေး question တွေရသွားပြီတခြားကြက်မယ်အိမ်ကြပြန်ရေးနားလေပြီနော်ကဲပြီးပြီဒါဆိုအောက်တမှာဓမ္မမိတ်ဆိုတဲ့စာရွက်ထဲမှာစာရွက်သမားဆိုရင်ဒါလေးပါတာကာလာမသုံးနဲ့မဆိုင်ဘူးဒါဖောင်ဖြည့်ထားတာစာရွက်လွတ်နေလို့ဖြည့်ထားတာဆရာတော်ဖျားရဲ့မိုတိုလေးပဲနော်ဒါကျမတို့နဲ့မဆိုင်ဘဝတန်ဖို့အရာယူတဲ့အတိတ်ကိုတွေးမဆွေးနဲ့အတိတ်ဆိုတာပြန်မလာဘူးတဲ့အနာဂတ်မှန်းစာမလွမ်းတာနဲ့အနာဂတ်ဆိုတာမသေးချဘူးတဲ့ပိဿုပန်လုံးသိမ့်ရာဝယ်ပညာလုံးလာအသုံးချလျက်ဘဝတန်ဖို့အာမှန်တို့ရဲ့မျက်နှိုးကြည့်ပြီးအရာယူလို့တဲ့ဒါဆရာတော်ဖျားရဲ့မိုတိုလေးတွေဆုံးဖြတ်ချက်လေးဆိုအလားအဆုံးမလေးတွေတီးခံနေတဲ့တီးခံနေဆိုတာအရာရာကိုအပြုံးမပြည့်ရင်ဆိုင်ရတဲ့တတ္တိခေါ်တယ်တဲ့တီးခံနေဆိုတာအောင့်ပြီးတော့တီးခံတာကိုကျွန်တော်တို့ကတီးခံဆိုအောင့်ပြီးတော့တီးခံတာခန္ဒီစမနိုင်၍တီးခံခြင်းဒီ၎င်းငါမနိုင်သေးဘူးနော်နိုင်တော့ပြန်စော်မယ်အဲ့လိုမဟုတ်ဘူးတဲ့အရာရာကိုအပြုံးမပြည့်ရင်ဆိုင်ရတဲ့တတ္တိဆိုကျွန်တော်တို့ကတီးခံရင်အပြုံးကပြက်မသွားဘူးလားတော်ပြီဒါရေးမကြည့်ဘူးဒါစာရွက်လွတ်ထဲတာစာရွက်သမားတွေအတွက်ပြောနေတာတော့ကြဒါကြီးကဘဝခီးဝယ်ရွေးချယ်ရမိလမ်းဝယ်ဘဝတန်ဖို့အရာယူဆိုပြီးကြက်နေမှဆိုလို့ကဲပြီးပြီနောက်တစ်မျက်နှာသွားမယ်ဒါကြောင့်ဒါဆိုရင်စာဖတ်နည်းတက်သွားပြီနော်
ကဲဘဝခရီးဝယ်ရွေးချယ်ရမယ်လမ်းနဲ့ဆရာတော်ဘုရားရဲ့ဟောတရားစပြီကြည့်အောင်လူတိုင်းဘဝတစ်ခုခုကိုရထားကြတယ်တဲ့လူတိုင်းဘဝတစ်ခုခုရထားဆိုတာဘာကိုပြောတာလူတိုင်းဘဝတစ်ခုခုရထားတယ်ဆိုတာလူဘဝနတ်ဘဝရတာမဟုတ်ဘူးလေလူဘဝပဲရတဲ့ပုံစံကြီးမတူနေဘူးလေကိုကြည့်လေကျမရထားတဲ့ဘဝနဲ့ဓမ္မမိတ်ဆွေတို့ရထားတဲ့ဘဝမတူလေဓမ္မမိတ်ဆွေတို့မှလည်းမိသားစုညင်မတွေရှိမယ်ဆိုလေညင်မတွေတယောက်ဘဝကြတာကြီးမတူလေမောင်နှမတွေမတူကြဘူးလေဟုတ်တယ်လားအစတည်းဖြင့်လူတိုင်းဘဝတစ်ခုကိုရထားကြတယ်ဆိုတော့လူတိုင်း means ကျမတို့လည်းပါမယ်ဓမ္မမိတ်ဆွေတို့လည်းပါမယ်အခြားတွေလည်းလာမယ်ဆရာတော်ဘုရားဆက်တယ်ရထားတဲ့ဘဝမှာဒါစဖတ်နည်းအရင်ကတော့ rules ဆိုဖတ်သွားမှာဘာမှမသိဝิญဉ်ဝင်မယ်ထွက်ချင်ထွက်မယ်ဟုတ်တယ်လားဝิญဉ်ဝင်မယ်ဝิญဉ်မဝင်ဘူးပေါ့နော်ဝင်ပြီးတော့လည်းထွက်ချင်ထွက်သွားမယ်ခုတော့မရတော့ဘူးပိုက်စိတ်တိုက်မယ်ရထားတဲ့ဘဝမှာတဲ့ကိုးကွယ်ရာဘာသာတရားတွေကအမျိုးစုံအောင်ရှိနေကြတယ်ဆိုတော့ဒါကျမတို့မိသားစုနဲ့မဆိုင်တော့အပြင်ကိုကြည့်လိုက်ရင်ကျမတို့မိတ်ဆွေတငယ်ချင်းတွေရှိကြမှာပေါ့ရထားတဲ့ဘဝအသီးသီးတွေမှာကိုးကွယ်ရာဘာသာတရားတွေမျိုးစုံတွေရှိနေကြတယ်တဲ့ဟုတ်တာပေါ့ဟုတ်တယ်လားခရစ်ယာန်တွေလည်းရှိမယ်အစ္စလာမ်တွေလည်းရှိမယ်ဟင်ဒီတွေလည်းရှိမယ်နတ်ကိုးကွယ်တာတွေလည်းရှိမယ်အများကြီးပဲရှိကြဆက်ဖတ်မယ်ဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေများသလိုတဲ့ဘာသာတရားနဲ့ပတ်သက်ပြီးဟောပြောတဲ့ပုဂ္ဂိုလ်တွေများသလိုတဲ့ယုံကြည်တွက်တွေကလည်းများအမျိုးစုံကြတယ်တဲ့ဒီထိလက်ခံတယ်နော်ဘာသာတရားတွေကလည်းများတဲ့အတွက်ဟောပြောတဲ့ပုဂ္ဂိုလ်တွေကလည်းများတဲ့အခါမှာပြောတဲ့အတိုင်းယုံကြတယ်ဗြဟ္မာကြီးကဖန်ဆင်းတယ်ဆိုလဲယုံတယ်မိုးနဲ့မင်းကြီးကဖန်ဆင်းတယ်ဆိုတာလဲယုံတယ်ဟုတ်လားစသည်ဖြင့်နော်ကျမတို့ကံရေကျိုးလို့ပြောလဲယုံတာလေကျမတို့လေးလည်းယုံတာပဲဟုတ်တယ်ယုံကြည်ချက်တွေများဥပမာတဲ့ဘာနဲ့တူလဲဆိုဆရာတော်ဘုရားဥပမာဘာနဲ့တူလဲဆိုတော့တဲ့မြေပုံကြီးတစ်ချက်မှာလမ်းစုံတွေအများကြီးပါနေတာနဲ့တူတယ်တဲ့မရောက်ဘူးတဲ့ဒေတာတွေခီးသွားရင်လမ်းစုံရောက်နေတဲ့ပုံကိုတယောက်ဟာဘယ်လမ်းအရှောက်ရမယ်ဆိုတာရွေးချယ်ဖို့တော်တော်ခဲရင်းနေတဲ့မြေပုံကြီးတစ်ချက်မှာလမ်းစုံတွေအများကြီးဘယ်လမ်းကိုသွားရမလဲဆိုတာမရောက်ဘူးတဲ့ဒေတာတွေခီးသွားဖို့ဆိုရင်လမ်းစုံရောက်နေတဲ့သူကဘယ်လမ်းအရှောက်မယ်ဆိုတာခက်နေတာပေါ့နော်လမ်းတွေအများကြီးရှိမသွားဘူးတဲ့လမ်းတွေဒါဥပမာလေးပေးတာဒီကနေ့ခေတ်ကိုကြည့်လိုက်ပါဦးတဲ့ကိုးကွယ်ရာဘာသာတရားတွေကအမျိုးမျိုးရှိကြတယ်တဲ့ဘာသာတရားတစ်ခုနဲ့တစ်ခုယုံကြည်ချက်တွေဟောပြောချက်တွေကွဲပြားခြားနားနေကြတယ်တဲ့ဘာသာတရားတစ်ခုနဲ့တစ်ခုမှာယုံကြည်ချက်တွေဟောပြောချက်တွေပြောနေတယ်တဲ့အမှန်တရားလို့ပြောနေတဲ့အရာတောင်မှတစ်ခုနဲ့တစ်ခုစန့်ကျင်နေတာတွေ့ရပြန်ရောတဲ့မှန်တယ်ဆိုတာတော့မှတစ်ခုနဲ့တစ်ခုစန့်ကျင်နေတော့တဲ့ဘာသာတစ်ခုကအမှန်လို့ပြောတဲ့နေရာမှာအခြားဘာသာတစ်ခုကအမှားဖြစ်နေတတ်တယ်တဲ့ဒါလက်ရှိအခြေအနေလေးကိုဥပမာလေးအနေနဲ့ဆရာတော်ဘုရားပြောတယ်ဒါဆိုလို့ရှိရင်အမှန်လို့ပြောတဲ့အရာတောင်မှတစ်ခုနဲ့တစ်ခုဘယ်အမှန်လဲဘယ်အမှားလဲဆိုတာလည်းခက်ခဲနေတယ်ရွေးချယ်ဖို့ခက်နေတယ်အမှန်လို့ပြောပြန်တော့လေတစ်ခုနဲ့တစ်ခုကစန့်ကျင်နေတယ်ဒီဘာသာတစ်ခုကအမှန်လို့ပြောရင်ခြားဘာသာတစ်ခုမှာအမှားဖြစ်နေတာတွေရှိတတ်တယ်ဆိုတာဒါကျွန်တော်တို့သိနေရမယ်အခြေအနေတစ်ခုပဲအဲ့ဒီတော့တဲ့ဘာလာမလဲဆိုရင်အမှားအမှန်ရွေးချယ်နိုင်ဖို့တဲ့ဘာလေးတွေ့လဲစံအမှားနဲ့အမှန်ရွေးချယ်နိုင်ဖို့စံမရှိဘူးဆိုရင်တဲ့စံစာလုံးတိတ်တင်စံနော်ဟိုစာလေးနဲ့တာစံမဟုတ်ဘူးနော်စံနမူနာလေးတနည်းအားဖြင့်ပုံစံလေးတစ်ခုပေါ့နော်စံအမှတ်ကလေးတစ်ခုမရှိဘူးဆိုရင်တဲ့ရွေးချယ်တတ်ဖို့အင်မတန်မှခဲရင်လိမ့်မယ်တဲ့ဒါလေးကိုပြောစပြောပြီးဒီလိုအခြေအနေမျိုးမှာတဲ့ဘဝခရီးကိုဘယ်လမ်းကရှောက်ရမလဲဆိုတာကိုယ့်ဟာကိုယ်ရွေးချယ်တတ်ဖို့အင်မတန်မှအရေးကြီးလာပါတယ်ဆိုတော့လမ်းမတွေအရှိမအနှစ်ချုပ်ကလေးကိုဖတ်ထားပြီဆိုဒါလေးပြန်မှတ်လို့ရတယ်အမှားအမှန်တွေရှိနေတဲ့အခါမှာအမှန်လို့မှတ်ယူတဲ့အခါမှာအမှန်လို့မှတ်ယူတဲ့နေရာမှာဒါကိုယ့်အဖေကိုယ့်အမေကိုယ့်အဖိုးအဖွားတွေပြောခဲ့တဲ့အစဉ်လာရှိနေတယ်ယုံကြည်ချက်တွေရှိနေမယ်အဲ့ဒီအခြေခံတွေကိုအခြေခံပြီးတော့အမှန်လို့မမှတ်ယူရဘူးကိုယ်ပိုင်အသိကိုယ်ပိုင်ဉာဏ်နဲ့သာလျှင်အခြေခံပြီးမှတ်ယူရမယ်မှတ်ယူတဲ့နေရာမှာလဲကိုယ်ပိုင်သိနဲ့မှတ်ယူတဲ့နေရာမှာလဲအမှားဆိုရင်ချက်ချင်းစွန့်အမှန်ဆိုရင်လက်ခံကျင့်သုံးတခါတလေကြရင်အဖြေမထုတ်နိုင်ရင်နှစ်ဖက်ကောင်းမဲ့ရွေးကိုရွေးပြီးတော့ဟုတ်တယ်လားအဲ့ဒါလေးကိုကျမတို့ယူထားတယ်ဆိုရင်အခုဒီနေရာမှာဒီလိုအခြေအနေမျိုးမှာတဲ့ဘဝခရီးကိုဘယ်လမ်းကနေရှောက်ရမလဲဆိုတာဘယ်သူ့ကိုသွားမေးရမှာလဲ
အဖိုးဖွားတွေသွားမေးလို့မရဘူးအစင်လာတွေသွားပြီးမေးလို့မရဘူးစာအုပ်တွေထဲမှာသွားရှာလို့မရဘာဖြစ်လဲကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိနဲ့လို့ရှေ့မှာဖတ်ထားတဲ့အတွက်ကိုယ်ဟာကိုယ်ရွေးချယ်တတ်ဖို့အင်မတန်မှအရေးကြီးပါတယ်တဲ့ရပြီနော်ဒါလေးကိုကိုယ်ကသိရမယ်ဆိုတော့ဒါကုဒါဘာပြောနေလဲဆိုအချက်တွေပြောနေသေးတာမဟုတ်တဲ့ကြောင့်ဒါဖတ်နေရတော့မယ်ကဲဆက်ဖတ်မယ်ဗုဒ္ဓဘာသာတဲ့ဟောခုဒီကေသမုဒ္တိတုတ်ကာလမတုတ်ကိုဟောတာဖျားရှင်ကိုယ်တိုင်ဟောတာမဟုတ်ဘူးလားဖျားရှင်ဟောတာကိုသက်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာအတိုင်းဝိုင်းထဲမှာတောင်မှအရွေးခက်နေတာတွေရှိတယ်တဲ့ခုကျမတို့ပဲခုလက်ရှိအခြေအနေကိုဆရာတော်ဘုရားမီးမောင်းထုတ်ပြတာဖျားရှင်ဟောတာမဟုတ်သေးဘူးကေသမုဒ္တိတုတ်မလာသေးဘူးခုဆရာတော်ဒါခြေစင်းပြောနေတာဥပမာတဲ့မြန်မာနိုင်ငံမှာတဲ့ကမ္မထံအမျိုးမျိုးလည်းရှိနေတယ်ရိတ်တာအမျိုးမျိုးလည်းရှိနေတဲ့အထဲမှာတချို့ရိတ်တာကရှုရမယ်လို့ဟောတဲ့အရာကိုတချို့ရိတ်တာကမရှုရဘူးလို့ဟောထားတာတွေရှိပြန်နေတဲ့တခါမရှုရဘူးလို့ဟောတဲ့အရာကိုလည်းရှုရမယ်လို့ဟောတာလည်းရှိနေပြန်တယ်တဲ့ဒါလည်းရှင်းပါတယ်နော်ဒါစာမောနဲ့မင်းမမဟုတ်ဘူးလေနော်ဒါသိနေရတယ်အမှန်လို့ယူဆထားတဲ့ဗုဒ္ဓဘာသာအတိုင်းဝိုင်းတော်မှာဒီတရားကိုပြနေတဲ့ပုဂ္ဂိုလ်တွေဆရာတော်တွေရှိနေမယ်အဲ့ဒီမှာရိတ်တာတွေမှာကမ္မထမ်းတွေမျိုးမျိုးကွဲနေတဲ့အချိန်မှာတချို့ကရှုရမယ်လို့ပြောတာကိုမရှုရဘူးလို့ပြောလို့ရှိတယ်ဟုတ်လားဟလာဝင်လေထွက်လေကိုခက်ပြင်းပြင်းရှုပါလို့ပြောတယ်တချို့ကဖြည်းဖြည်းပဲရှုရမယ်ဒါတွေလည်းရှိမှာပေါ့ကျမတို့ကိုယ်တိုင်လည်းကြုံမှုတာပဲဟုတ်တယ်လားဒါထားပါတော့မရှုရဘူးလို့ဟောတဲ့အရာကိုရှုရမယ်လို့ဟောတာတွေလည်းရှိမယ်တဲ့ဒီလိုမတူညီတဲ့ဟောပြောချက်တွေကိုတဲ့ဒီမှာဆက်ကြည့်ဘာရေးထားလဲစာပေကျမ်းဂန်မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဘယ်ဟာကအမှန်ဘယ်ဟာကအမှားဆိုတာခွဲခြားသိဖို့ခက်ပါလိမ့်မယ်ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်သိနဲ့စီစစ်ရမယ်လို့ပြောထားပေမဲ့အဲ့ဒီကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်သိရဘယ်ရမှာလဲခုကျမတို့ကသိအောင်သင်မှရမှာလေဘာတွေသင်ရမှာလဲဖျားဟောတရားတွေသင်ရမှာမဟုတ်ဘူးလားဖျားဟောတရားတွေကိုသေချာမသင်ထားတဲ့ပုဂ္ဂိုလ်တယောက်မှာကိုယ်ပိုင်အသိကိုယ်ပိုင်ဉာဏ်ဘယ်လိုလုပ်ဖြစ်လာနိုင်မလဲမွေးကလေးကကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိမလားမေးထားတဲ့question မှာဖြေထားတဲ့ဖြေကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိကိုအခြေခံပြီးတော့မှတ်ယူရမယ်ပြောပေမဲ့ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိကိုရဖို့ကဘာလို့ရမှာလဲသင်ယူအောင်ပါလေဒါကြောင့်စာပေကျမ်းဂန်တတ်ထားပြီးတဲ့ပုဂ္ဂိုလ်တယောက်ကတော့ကိစ္စမရှိပေမဲ့စာပေကျမ်းဂန်မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိမှမရှိရင်ဘယ်ဟာအမှန်လဲဘယ်ဟာအမှားလဲဆိုတာခွဲခြားသိဖို့အလွန်ခက်ပါလိမ့်မယ်တဲ့ဒါဆိုရင်စက်ကြည့်မယ်အဲ့ဒီလိုအမှားအမှန်ရွေးချယ်ဖို့နော်အမှန်အမှန်ရွေးချယ်ဖို့ခက်နေတဲ့ပုံကိုယ်တွေအတွက်တဲ့ဆိုတော့ဒါလေးကိုယူရတော့မယ်အမှားအမှန်ရွေးချယ်ဖို့ခက်နေတဲ့ပုံကိုယ်တွေအတွက်ဗုဒ္ဓမြတ်စွာကရှောက်လန်းเสียလမ်းကြောင်းလေးတစ်ခုကိုရွေးချယ်ပေးခဲ့တယ်အဲ့ဒီရွေးချယ်ပေးတဲ့လမ်းကကာလမတုတ်ပဲကေသမုဒ္ဒိတုတ်ပဲအဲ့တော့မေခွန်းထွက်လာပြီပေါ့ကေသမုဒ္ဒိတုတ်ကိုဘယ်ပုံကိုယ်တွေအတွက်မြတ်စွာဘုရားရှင်ဟောကြားပေးတာလဲလို့ပြောရင်အမှားအမှန်ရွေးချယ်ဖို့ခက်နေသောပုဂ္ဂိုလ်များအတွက်ဗုဒ္ဓမြတ်စွာကကေသမုဒ္ဒိတုတ်တဏီကာလမတုတ်ကိုရှောက်လန်းเสียလမ်းကြောင်းလေးတစ်ခုအနေနဲ့ရွေးချယ်ဟောပေးခြင်းဖြစ်ပါသည်လို့မှတ်ထားလိုက်ပေါ့တစ်ချက်ရပြီဟုတ်ပြီနော်ရပြီနော်တစ်ချက်ရနေပြီနော်အဲ့ဒါတစ်ချက်လေးတွေကတစ်ကလေးလုတ်ပြီးခဲ့တယ်ကဲနောက်တစ်ခုဆက်ကြည့်အဲ့တော့ဘုန်းကြီးတို့တွေတဲ့ခရီးသွားတဲ့အခါဖျားရွေးပေးတဲ့လမ်းကရှောက်ကြလိမ့်မယ်ဆိုတဲ့ဟာဖျားရှင်ရွေးပေးတဲ့လမ်းဘာလမ်းလဲအမှန်အမှန်ရွေးချယ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ရှောက်လန်းเสียလမ်းကြောင်းလေးတစ်ခုကိုရွေးချယ်ပေးခဲ့တယ်ဆိုတဲ့ဟာအဲ့ဒီလမ်းဒီဖျားရှင်ကိုယ်တိုင်ရွေးပေးထားတာဆိုတဲ့ကြောင့်မှန်လားမှားလားမှန်နေပြီဆိုတာသိရမယ်ဆက်မယ်အမှန်တရားနဲ့ပတ်သက်ပြီးတဲ့တွေးဝေစရာတွေးလာလို့ရှိရင်တဲ့ဟုတ်တွေးဝေစရာ means ဝေခွဲလို့မရဒါလေးလိုင်းတာမှာပေါ့အမှန်တရားနဲ့ပတ်သက်ပြီးတွေးဝေစရာတွေတွေးလာလို့ရှိရင်မှန်ကန်တဲ့လမ်းကိုဘယ်လိုရွေးချယ်ရမယ်ဆိုတာကိုဗုဒ္ဓမြတ်စွာကကေသမုဒ္ဒိတုတ်မှာဟောထားတယ်အဲ့ဒီတုတ်ကိုလည်းကာလမတုတ်လို့ခေါ်တယ်ဆိုတော့ခုနဥစ္စာပါပဲမေခွန်းအနေနဲ့နော်ကေသမုဒ္ဒိတုတ်မှာဘုရားရှင်သည်ဘာအနေနဲ့ဟောထားလဲဆိုအဘောကလည်းဖြေလို့ရတယ်အမှန်ရွေးချယ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်တော်လကားအမှန်တရားနဲ့ပတ်သက်ပြီးတော့တွေးဝေ
လာအမှန်မှန်နဲ့ပတ်သက်ရွေးချယ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းရှောက်လန်းစရာလမ်းကြောင်းလေးတစ်ခုဖြစ်လေကေတမုဒ္ဒိတုတ်ကာလမတုတ်ကိုဟောခဲ့ပါတယ်နောက်တနည်းအမှန်တရားနဲ့ပတ်သက်ပြီးတော့ခုနကအမှန်မှန်ရွေးချယ်ဖို့ခဲ့တာခုနောက်တစ်ခုကအမှန်တရားနဲ့ပတ်သက်ပြီးတွေးဝေးစရာတွေတွေ့နေလို့ရှိရင်မှန်တဲ့လမ်းကိုဘယ်လိုရွေးချယ်ရမယ်ဆိုတဲ့ရွေးချယ်နည်းကိုလေကေတမုဒ္ဒိတုတ်ကာလမတုတ်မှာဟောထားပါတယ်ဆိုဒီနေရာလေးမှာနှစ်ချက်တွေ့သွားပြီဒါနံပါတ်1အချက်ဒါကနံပါတ်2အချက်မှတ်ထားရပြီနော်မိကွန်တိုက်အနေနဲ့လာလို့ရတာပေါ့ကေတမုဒ္ဒိတုတ်တဏီကာလမတုတ်ကိုဗုဒ္ဓမြတ်စွာကမိသည့်ရည်ရွယ်ချက်အနေနဲ့မိသည့်အတွက်ဟောကြားပေးခဲ့ဘာတနည်းလို့ပြောရင်ဘယ်ပုဂ္ဂိုလ်တွေအတွက်ဒါမှမဟုတ်လေဘယ်ပုဂ္ဂိုလ်တွေအတွက်ဟောကြားပေးခဲ့ဘာတနည်းပေါ့ question ကဘယ်ပုဂ္ဂိုလ်တွေအတွက်ဟောကြားပေးခဲ့လဲဆိုနံပါတ်1အမှန်အမှန်ရွေးချယ်ဖို့ခက်နေတဲ့ပုဂ္ဂိုလ်အတွက်ရှောက်လန်းစရာလမ်းကြောင်းလေးတစ်ခုအဖြစ်တော်လကားနံပါတ်2ဒါအမှန်အမှန်ရွေးချယ်ဖို့ခက်တာနောက်တစ်ခုကကြတော့တွေးဝေးတာနံပါတ်2ကအမှန်တရားနဲ့ပတ်သက်ပြီးတော့တွေးဝေးစရာတွေတွေ့နေရင်လေအမှန်လမ်းကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုတော်လကားဗုဒ္ဓမြတ်စွာကကေတမုဒ္ဒိတုတ်တဏီကာလမတုတ်မှာဟောကြားပေးခဲ့ပါသည်ကိုယ့်ကို question လေးတွေမေးခွန်းတိုက်တယ်မေးကျင်တယ်လို့မေးလို့ရဒီတိရပြီနော်ဒါဆိုဒါလေးမှတ်ထားမယ်ဒါဆိုရင်ဒီဘက်ဆက်လိုက်တော့ဘုန်းကြီးကဒီကနေ့ကာလမတုတ်ကိုခြုံငုံအနှစ်ထုတ်ပြီးတော့ကာလမတုတ်မှာဗုဒ္ဓဟောကြားခဲ့တဲ့ရွေးချယ်ရမယ့်လမ်းဆိုတာဘာလဲဆိုတာရှင်းလင်းဟောကြားမှာဖြစ်တယ်ဘုန်းကြီးတို့တွေဘဝခရီးကိုရှောက်လန်းကြတဲ့အခါရဲဝံပြတ်သားစွာကိုယ်လန်းကိုရွေးချယ်ဖို့ပါဗုဒ္ဓမြတ်စွာဘုရားကလည်းထိုကဲ့သို့ရွေးချယ်ဖို့ရန်အတွက်နီးလန်းညွှန်ပြပြီးတော့ဟောထားတာဖြစ်တယ်ဆိုရင်ဒီနားလေးမှလည်းမှတ်လို့ရတယ်အဲ့ဒီဘဝခရီးကိုဘုရားရှင်ညွှန်ကြားတဲ့လမ်းခရီးကိုတွေ့ရင်ဘာလုပ်ရမလဲရှောက်လန်းတဲ့အခါမှာရဲဝံပြတ်သားစွာကိုယ်လန်းကိုရွေးချယ်ပြီးရှောက်ရမှာဖြစ်ပါသည်ဖယားရှင်ရွေးပေးတဲ့လမ်းကိုသိပြီဆိုရင်ဘဝခီးကိုရှောက်လို့ရပြီလားရှောက်တဲ့အခါမှာဒီလမ်းမှန်နေလားမှားနေလားတွတ်ဆုပ်မဖြစ်နဲ့တော့တဲ့ဖယားရှင်ကိုယ်တိုင်ရွေးပြီးပြီတဲ့ဒါကြောင့်အဲ့ဒီလမ်းပေါ်မှာရဲဝံ့ပြက်ပြက်သားသားနဲ့ရွေးပြီးတော့ရှောက်လေတော့တဲ့သူဒါသာသနာနဲ့တွေ့ရခြင်းနဲ့ကျေးဇူးပဲပေါ့ရပြီဒါဆိုရင်ဒါပြီးသွားပြီဆိုရင်အဲ့ဒါလေးကနေပြီးတော့မှတ်เสียအချက်ကလေးဘယ်နှချက်ပါသွားတယ်လဲကိုယ့်အကူကြည့်ပြီးတော့မှတ်ပြီးတော့ဒါတစ်ပိုင်းပြီးသွားပြီလိုင်းလေးပိတ်ထားလိုင်းပိတ်ထားပြီးပြီဆိုရင်ကာလမတုတ်ဟောရဒေတာတဲ့ကဲပြန်ခေါင်းစဉ်ပြန်လာအဲ့ဒါခေါင်းစဉ်လေးလဲကိုယ့်ကိုလိုင်းတာပါနော်ခုကျမတော့လိုင်းမတားတော့ပဲနဲ့ဟိုအယောင်မဲချစ်ချဲသွားမယ်ဓမ္မမိတ်ဆွေများကာလမတုတ်ဟောရဒေတာဤတုတ်ကိုဒီတုတ်ကိုဟောတဲ့နေရာထိုင်ဒေတာဟာတဲ့ယခုအိန္ဒိယနိုင်ငံကကောသလတိုင်းထဲမှာအပါအဝင်ဖြစ်တဲ့ရွာကြီးတစ်ရွာပါတဲ့ဤရွာကြီးအဲ့ဒီရွာကြီးကိုကေတမုဒ္ဒိရွာလို့ခေါ်တယ်ဆိုတော့မေကွန်အနေနဲ့ခုနကကျွန်မတို့တွေ့ပြီးပြီလေကာလမတုတ်ဆိုတာဟလာအင်္ဂုတ္တရနိကေကာလမတုတ်တနည်းအားဖြင့်sorry ကေတမုဒ္ဒိတုတ်တနည်းကာလမတုတ်လို့လည်းခေါ်တယ်ဘာလို့ကေတမုဒ္ဒိတုတ်လို့ခေါ်လဲဆိုရင်ကျွန်မတို့ကကေတမုဒ္ဒိဏီကုံရွာကြီးမှာဟောထားလို့အင်္ဂကေတမုဒ္ဒိဏီကုံရွာသားတွေဟောထားလို့မှတ်ခဲ့ပြီးဒါပေမဲ့အဲ့ဒီကေတမုဒ္ဒိဏီကုံရွာကြီးသည်ဘယ်နေရာမှာရှိလဲမေးခဲ့ရင်အင်္ဂုတ္တရနိကေထဲမှာရှိပါတယ်လို့သွားမဖြစ်မိစေနဲ့နားလေလားဏီကုံရွာကြီးကဘယ်တိုင်းဒေသမှာရှိတယ်လဲဟိုကကြက်တာတွေနဲ့ရောပြီးတော့လေဖြည့်စက်တော့မသွားမလုံးနဲ့နော်အင်္ဂုတ္တရနိကေကြီး၌ရှိပါသည်လို့သွားမဖြစ်မိစေနဲ့ကေတမုဒ္ဒိဏီကုံရွာကြီးသည်အိန္ဒိယနိုင်ငံအဲ့ဒါလည်းမှတ်အောင်အိန္ဒိယနိုင်ငံကောသလတိုင်းထဲမှာအပါအဝင်ဖြစ်တဲ့ကေတမုဒ္ဒိရွာဖြစ်ပါသည်ဟုတ်ပြီနော်ကေတမုဒ္ဒိရွာသည်မိသည့်ဒေသ၌ရှိသည်နီအင်္ဂုတ္တရနိကေ၌ရှိပါသည်မဟုတ်ဘူးမိသည့်ဒေသ၌ရှိသည်နီရည်စရာလေးပြောပြန်မှတ်မိအောင်ပြောနေတာနော်ဘယ်နေရာမှာရှိတယ်လဲမြန်မာနိုင်ငံမှာရှိပါသည်လဲမဟုတ်ဘူးနော်ဘယ်နိုင်ငံမှာလဲအိန္ဒိယနိုင်ငံဘယ်တိုင်းထဲမှာပါလဲပဲခူးတိုင်းမှာပါတယ်သွားမလုံးနဲ့ဘယ်တိုင်းမှာပါလဲကောသလတိုင်းထဲမှာပါတယ်ရွာသေးသေးလေးလားမဟုတ်ဘူးတဲ့ရွာကြီးပါတယ်ဆက်ပြီးကြည့်မယ်သူကနောက်ခံသမိုင်းကြောင်းဒီအရာကိုဟောရခြင်းနောက်ခံသမိုင်းကြောင်းပြောတော့မှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကေတမုဒ္ဒိရွာကတဲ့
တောအုပ်ကြီးတစ်ခုရဲ့အဝင်ဝမှာရှိတယ်တဲ့ဟုတ်ပြီနော်အဲဆိုတောအုပ်ကြီးတစ်ခုရဲ့အဝင်ဝဆိုတဲ့တောအုပ်ထဲကိုမဝင်ခင်ဒီရွာကြီးရှိနေတယ်တောအုပ်ထဲမှာဝင်မဲ့သူတွေဒီရွာကိုဖျက်ပြီးမှဝင်ရမယ်ဒီတစ်ချက်တောအုပ်ကြီးတစ်ခုရဲ့အဝင်ဝမှာရှိတယ်နောက်ဆက်ကြည့်တောစခန်းကိုဖျက်တန်းလို့သူတိုင်းတောစခန်းတောကြီးကိုဖျက်သွားမဲ့သူတိုင်းကေသမုဒ္ဒိရွာမှာတဲခိုစခန်းချပြီးမှတောအုပ်ကြီးကိုဖျက်တန်းရတယ်ဒါတွေကနောက်ခံသမိုင်းချောင်းဘာကိုပြကျင်တာလဲဆိုလူဝင်လူထွက်များတာကိုပြကျင်နေတာအဓိကတော့ဒါကြောင့်ဒါကြီးတွေကထည့်ပြီးဖြေရမှာမဟုတ်လူဝင်လူထွက်များတယ်ဆိုတဲ့ facts ပဲယူရမှာဒါကြီးအလွတ်ကျက်ပြီးအဲ့ဒီကေသမုဒ္ဒိရွာဟာတောအုပ်ကြီးတစ်ခုအဝေဝမှာရှိပါတယ်တောစခန်းကိုဖျက်တန်းလို့သူဒိုင်ထိုကေသမုဒ္ဒိရွာမှာဒါတွေကြည့်ရမှာမဟုတ်ခလေးလို့ကြည့်ရမှာမဟုတ်ဒါသိရမယ်အချက်နော်တော့ကြာမဟုတ်တာကြာကြက်တော့မယ်ဒါကြောင့်တောစခန်းကိုဖျက်တန်းလို့သူတိုင်းထိုကေသမုဒ္ဒိရွာမှာတဲခိုစခန်းချပြီးမှတစ်ဖြတ်ပေါ့နော်တောအုပ်ကြီးကိုဖျက်တန်းချရတယ်ဒါတစ်ချက်ဒါကတောစခန်းကိုဖျက်တန်းလို့သူတိုင်းကလည်းအဲ့ဒီအဝင်ဝမှာရှိတဲ့ရွာမှာစခန်းချပြီးတောစခန်းတစ်ခါနှစ်ချက်ရေးပုံကိုကြည့်တောစခန်းတောအုပ်ကြီးကိုဖျက်တန်းပြီးရောက်ခဲ့ကြတဲ့ပုဂ္ဂိုလ်တိုင်းတောကြီးတဲ့ဖျက်လာတဲ့ပုဂ္ဂိုလ်ကလည်းတောအဝေမှာရှိတဲ့ဒီကေသမုဒ္ဒိရွာမှာပဲဘာလို့ရမလဲခေတ္တကေတွေ့လားအဝင်ကိုတောစခန်းလေးကိုမဝင်ခင်လဲဒီရွာမှာစခန်းချလိုအပ်တဲ့ရိတ်ခါတွေဘာတွေဝယ်ပြီးမှဒီတောစခန်းကိုဖျက်ဟိုးတောစခန်းကြီးကဖျက်လာတဲ့သူတွေကလည်းဒီရွာကြရင်ဘာလို့မလဲခေတ္တနာဒါဆိုအသွားလဲကြုံရမယ်အပြန်ခရီးကလည်းတောစခန်းကိုသွားမဲ့သူကလည်းဒီရွာမှာနာတောစခန်းကပြန်လာတဲ့သူကလည်းဒီရွာမှာနာဆိုအချက်ချကြတာပြောချင်တယ်သဘောပေါက်နော်နှစ်ချက်နော်စာဖတ်တဲ့အခါတောအုပ်ကြီးကိုပြန်တဲ့ရောက်ရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာလေဒီကေသမုဒ္ဒိဆိုတဲ့ဏိဂုံးရွာမှာခိတ္တခဏစခန်းချရပ်နာကြရတယ်တဲ့ဆရာတော်ကဒါကြောင့်ကေသမုဒ္ဒိရွာကြီးဟာခရီးသွားတွေတဲခိုရာစခန်းချရာဌာနာကြီးတစ်ခုဖြစ်နေတာပေါ့တဲ့နားလည်ပြီနော်ဒါသိနေရမယ်ဒါနောက်ခံသမိုင်းချောင်းတခါကေသမုဒ္ဒိရွာကြီးဟာတဲခိုရာစခန်းဖြစ်တဲ့နေရာမှာများသောအားဖြင့်ဒီစခန်းကိုတွားကြတဲ့နေရာမှာစီးပွားရေးသမားတွေတွားတာတော့ရှိမယ်တဲ့ဒါပေမဲ့တောကြီးဖြစ်တဲ့အတွက်ကြောင့်တရားဓမ္မအားထုတ်မဲ့သူတွေလည်းလာနေကြအောင်ပါလေဒါကြောင့်ဘာလုပ်လဲဆိုရင်ပုဂ္ဂိုလ်တွေကစီးပွားရေးခရီးသွားတွေဒါမကဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေလည်းရောက်ဒါပဲအဓိကအယူဝါဒတွေကွဲတာစီးပွားရေးသမားတွေကြောင့်ကွဲမှာမဟုတ်ဘာသာရေးသမားတွေကြောင့်ကွဲမှာမင်းကိုကြည့်ဒါကြောင့်စီးပွားရေးခရီးသွားများတာမကဗါတဲ့လေဘာသာရေးအဓိကမင်းကဆိုင်ရာပုဂ္ဂိုလ်တွေလည်းရောက်လာလေရှိပါတယ်တဲ့မင်းကဒါပဲဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေဆိုတဲ့အတွက်ကြောင့်အယူဝါဒတွေမျိုးစုံလာတော့မှာပေါ့အဲဆိုဆက်ဖတ်ရင်အဲ့ဒီပုဂ္ဂိုလ်တွေရောက်လာတဲ့အခါမှာတဲ့သူကဒီတောဆဲကိုမဖြတ်ခင်ဒါမှမဟုတ်တောကပြန်လာတဲ့အချိန်မှာပဲဖြစ်ဖြစ်သူကကေသမုဒ္ဒိရွာမှာဘာတွေလုပ်လို့ရှိတယ်ဘာသာရေးဟောပြောပွဲတွေလှုပ်သွားလေးရှိပါတယ်တဲ့လှုပ်တဲ့နေရာမှာလေတဲ့ဘာသာတရားဟောကြားတဲ့ပုဂ္ဂိုလ်တိုင်းဒါအားလုံးရဲ့ဖြစ်နေတဲ့သဘာဝနော်ဘာလှုပ်ကြလဲသူ့အယူဝါဒကိုရှေ့တန်းတင်အကောင်းပြောပြီးတော့တဲ့အခြားပုဂ္ဂိုလ်တွေရဲ့အယူဝါဒကိုပုတ်ခတ်ပြစ်တင်ပြီးဟောပြောလေးရှိတယ်တဲ့ဒါတစ်ချက်တခါသူ့အယူဝါဒကောင်းကြောင်းမှန်ကြောင်းပြောပြီးတော့အခြားအယူဝါဒတွေကမကောင်းကြောင်းမမှန်ကြောင်းကိုလည်းဟောပြောလေးရှိတယ်တဲ့မိမိဝါဒကိုအကောင်းပြောပြီးအခြားဝါဒတွေကိုပြည့်တင်ရှုံးချကြတယ်ဒါသဘာဝပဲပေါ့တဲ့ကိုဘက်ပဲကိုဟာတွေကိုကောင်းတာပြောပြီးတခြားဟာတွေကိုအဲ့တော့ဒီဟာတစုသွားပြန်ပြီနောက်တစုလာလဲဒီတိုင်းပဲယူဝါဒတစ်ခုပြောငါယူရမှန်းနေဟိုဘက်ကအမှန်ငါယူရကောင်းတယ်ဟိုဘက်ကမကောင်းဘူးစသည်ဖြင့်ဒီဟာချီးမွမ်းစရာကောင်းတယ်ဟိုဘက်ကရှုတ်ချစရာကောင်းတယ်စသည်ဖြင့်အကောင်းပြောတယ်ပုတ်ခတ်ပြစ်တင်ပြောတယ်အမှန်ပြောတယ်တခြားဟာကိုမမှန်တာပြောမယ်မိမိဟာကိုအကောင်းပြောတယ်ဟိုဘက်ကိုပြစ်တင်ရှုတ်ချတယ်ဒါပဲပေါ့ပြောသွားတယ်ဒါအဓိကသိမကြပါအဲ့ဒီတော့တဲ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကြွလာပြီတဲ့အဲ့တော့မြတ်စွာဘုရားမကြွခင်အခြေအနေလေးကိုပြောပါဆိုရင်ဘုရားမကြွခင်အခြေအနေလေးကဒါလေးရှိနေတယ်ဆိုတာသိရမယ်နော်ဒါလေးတစ်ချက်ဖတ်ပြီကဲအဲ့ဒီအချိန်မှာအဲ့တော့အဲ့ဒီမှာရှိနေတဲ့ရွာသားတွေကဘာတွေဖြစ်နေလဲဆိုရှုပ်ထွေးနေတာပေါ့တယောက်ကလာသွားဒေါခင်လာတင်လာသွားဒေါခင်လာတင်ကကိုကောင်းတာပြောသွားဟုတ်တယ်လားအဲဒေါခင်မြတ်တင်ကရောက်လာပြန်ရောဒေါခင်မြတ်တင်ကလည်းသူ့ဝါဒကောင်းတယ်ဒေါခင်လာတင်ပြောသွားတာအလကားဒါမှကောင်းတယ်တခါဒေါခင်မြတ်တင်ပြီးတော့နောက်တစ်ယောက်လာနောက်တစ်ယောက်ကလည်းအမလေးအရှိကပြောတာတွေအလက်ကားဆိုဒီမှာနားထောင်တဲ့လူတွေကဘာလဲရမှမသိတော့ဇဝေဇဝါတွေဖြစ်နေပြီတဲ့အဲ့တော့အမှန်အမှန်ရှိရဟာပြန်သွားတယ်အမှန်အမှန်တွေကို
တွေ့ကြုံနဲ့စီစစ်ဖို့ယူလာတဲ့အခါမှာအမှန်ကိုမှတ်ယူတဲ့နေရာမှာဆိုတဲ့စကားလုံးလာတော့မှာနော်အဲ့တော့အဲ့ဒီမှာမြတ်စွာဘုရားကြွလာပြီတဲ့ကဲမြတ်စွာဘုရားကြွလာတဲ့အခါကေတမုဒ္ဒိရွာကကာလာမလို့ခေါ်တဲ့လူမျိုးစုတွေကဖျားစီလာရောက်ကြတယ်တဲ့ထိုခေတ်ကမြတ်စွာဘုရားဟာအင်မတန်မြတ်စွာဘုရားဂုံတရင်အင်မတန်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဖျားလို့တို့မသိသေးဘူးမယူဆသေးဘူးဟိုအင်မတန်တော်တယ်ပေါ့နော်ဟလာဟိုခုနပြောလို့ဂုံတရင်အင်မတန်ကြီးတဲ့ပုဂ္ဂိုလ်ဒါကြောင့်ဖျားကြွလာပြီဆိုရင်ပဲတဲ့လူအများကလာရောက်ဖူးမြော်စည်းကပ်လေးရှိကြတယ်တဲ့ဟာဒါနာမည်ကျော်တဲ့ပုဂ္ဂိုလ်တယောက်ပဲသူပြောလိုက်ရင်တိတ်ကောင်းတာပဲဆိုတချို့ကလည်းကြည်ညိုလို့လာတာရှိတယ်တချို့ကမြင်ဘူးခြင်းလို့လာတာရှိတယ်အမျိုးစုံပုံစံပေါ့နော်ဟုတ်လားတချို့ကလည်းမြတ်စွာဘုရားရဲ့အင်မတန်တင့်တယ်တဲ့ဟလာဥပရိယုတ်အစင်းကိုကြည်ခြင်းလို့ဖူးတွေ့ခြင်းလို့လာမျိုးစုံလာမယ်ဟာဒီပုဂ္ဂိုလ်ကလေတာဂီဝေမင်းသားတဲ့ထင်းနှန်းတွေကိုစွန့်ပြီးတော့တောထွက်လာတာတဲ့သူတောထွက်တဲ့နေ့မှာပဲဟလာသားတော်လေးကဖွားကစားပဲရှိတယ်အဲ့ဒီလိုကြားပြီးတော့လေလာတာရှိလေဂုံတရင်မျိုးစုံနဲ့ကြောကြအဲ့ဒီအတုံးကတဲ့ကေတမုဒ္ဒိရွာကကာလာမလူမျိုးတွေကမြတ်စွာဘုရားကိုလာရောက်စိတ်ကပ်ပြီးတော့သူတို့ရဲ့ယင်တဲကတန်တရားစကားကိုတဲ့ဒါဆရာတော်ဘုရားယူမဲ့ခေါင်းစဉ်လေးရတာသူတို့ယင်တဲကတန်တရားစကားတွေရှောက်ထားကြတယ်တဲ့ထိုစဉ်ကကာလာမလူမျိုးတွေဟာဗုဒ္ဓဘာသာတွေဟုတ်ဟန်မတူသေးဘူးဆိုတော့ဖယားရှင်ကိုကြော်ကြားတဲ့လူတယောက်အနေနဲ့သာလာနေတာဖြစ်တယ်ဖယားရှင်ကိုဖယားမှန်းလည်းမသိတယ်လို့နောက်တစ်ချက်ကလည်းဗုဒ္ဓရဲ့အဆုံးအမကိုတက်ဝင်တာမဟုတ်သေးဘူးတဲ့မကြည်ညိုသေးဘူးဒါလည်းကြော်ကြားတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့လာတာရှိတယ်ဒါသို့တော့နာမည်ကြော်ကြားတဲ့ဘာသာရေးခေါင်းဆောင်တကူလာတယ်ဆိုပြီးတော့မြတ်စွာဘုရားကိုလာရောက်ပြီးတွေ့ကြတဲ့သဘောပါပဲတဲ့ဒါဆရာတော်ဘုရားအဲ့ဒီလိုတွေ့တဲ့အချိန်မှာကာလာမလူမျိုးတွေကတဲ့ဘာလျှောက်တလဲဆိုရင်တဲ့ဆိုတော့သူတို့ရဲ့ယင်တဲ့တန်တရားစကားရှားလျှောက်ပြီအဲဆိုရင်ဒါလည်းမေးခွန်းမေးလို့ရတယ်မြတ်စွာဘုရားရှင်ကြွလာသောအခါတွင်ကာလာမလူမျိုးများယင်တဲမှလျှောက်ထားအပ်သောယင်တဲမှတန်တရားစကားကိုဖော်ပြပါဆိုရင်ဒါလေးမေးလို့ရတာပေါ့အရှင်ဖယားဘာသာရေးဂိုင်းတီးကဘာသာရေးဆရာတွေကဒီဒေသကိုရောက်လာကြတယ်ဖယားရောက်လာတဲ့အခါသူတို့ရဲ့ဘာသာတရားသူတို့ရဲ့အယူဝါဒကောင်းကြောင်ဟောပြောကြပါတယ်ဒါသူ့ရဲ့သဘာဝပါပဲပြီးလို့ရှိရင်ဘာဖြစ်လဲအခြားယူဝါဒတွေကိုအပြစ်တင်ရှုံချကြပါတယ်ဖေယားအဲ့ဒီတော့တပည့်တော်တို့မှဘယ်ဟာကမှန်တယ်ဘယ်ဟာကမှားတယ်မမှန်ဘူးဆိုတာဒီညာလေးမိမ့်မယ်နော်တပည့်တော်တို့မှဘယ်ဟာကမှန်တယ်ဘယ်ဟာကမမှန်ဘူးဆိုတာသိဖို့ခက်နေပါတယ်ဖေယားကာလာမလူမျိုးများဤကေတမုဒ္ဒိရွာသားများဤမြတ်စွာဘုရားထံလျှောက်ထားအပ်သောယင်တဲမှတန်တရားစကားကိုဖော်ပြပါဆိုဒါတကယ်ကိုဘုရားရှင်မှာဟောတာဖြစ်တဲ့လျှောက်တာဖြစ်ကြောင်းဒါမေးလို့ရတယ်နော်ပြန်ပြောအောင်အရှင်ဘုရားစာမောဖြေတဲ့ခါကျတော့အရှင်ဘုရားတဲ့လို့မရေးဘူးနော်ဒါဆရာတော်ဘုရားဟောနေလို့ကျွန်တော်တို့ဣတိပရွတ်ချက်ပြီးအရှင်ဘုရားတဲ့ဘာသာရေးကောင်းသီးကောင်းဆောင်တွေကအဲ့ဒါတွေလျှောက်လာကြတဲ့တဲ့တွေမထင်နဲ့ဆိုဟောနေတော့ဟောတရားမို့ကျွန်တော်တို့ကဖြစ်ရင်ကာလမလူမျိုးများဤရင်ထဲမှာတန်တရားစကားကိုဖော်ပြပါဆိုအရှင်ဖယားတော်ပြီနော်သဘောပေါက်ပြီနော်အဲ့လိုသိရတော့တဲ့တွေဖြစ်နေမှာဆိုလို့နော်ဘာသာရေးခိုင်းတီးကဘာသာရေးဆရာတွေဟာဒီဒေသကိုရောက်လာကြတယ်ဖယားရောက်လာတဲ့အခါသူတို့ရဲ့ဘာသာတရားသူတို့ရဲ့အယူဝါဒကောင်းကြောင်ဟောပြောကြပါတယ်ကောင်းတာသူတို့ကပြောပြီးအခြားအယူဝါဒတွေကိုတော့ပြစ်တင်ရှုံချကြပါတယ်ဖေဟာအဲ့ဒီတော့တပည့်တော်တို့မှအဓိကမိန်ဘယ်အမှန်နဲ့ဘယ်အမမှန်ဘူးဆိုတာသိဖို့ခက်နေပါတယ်ဖေဟာပြီးပြီပေါ့ဖေဟာတဲ့လို့ပြန်မရေးနဲ့နော်ဖေဟာရပြီနော်ဒါဆိုဒါလေးကမှတ်ထားပြီးဒါတစ်ချက်ယနေ့ဒီနေ့ခင်မှာလဲဒီလိုအခြေအနေပဲလေဆိုတာဒါဆရာတော်ကစကားထည့်ပြောတာနော်လောကမှာတဲ့ဘာသာတရားတွေကတစ်ခုနဲ့တစ်ခုမတူကြဘူးမတူတဲ့ဘာသာတရားတွေရှိနေတဲ့အထဲမှာဟိုဘာသာကိုးကွယ်ရနို့ဒီဘာသာကိုးကွယ်ရနို့မခွေခွဲနိုင်ကြဘူးဟိုဘာသာကကောင်းနို့ဒီဘာသာကကောင်းနို့ဘယ်ဘာသာကိုရွေးချယ်ကိုးကွယ်ရမှန်းဘယ်ဘာသာရဲ့အဆုံးအမကိုလိုက်နာရမှန်းမသိအောင်အချို့လူတွေမှာအခက်ကြုံနေကြတာပေါ့ဒါကြောင့်ဒီကနေ့မှာဘာသာမဲ့ဆိုသူတွေပေါ်လာကြတာပေါ့မိကွန်းကွက်ချင်း type တစ်ခုရပြီ
ဘာလဲယနေ့ခေတ်မှာလည်းဒီလိုအခြေအနေပဲလေဆိုတာဖယ်လိုက်အနောက်ကနေစစာမွေးမေကွန်းအနေနဲ့ဘယ်လိုပြောမလဲအခုလက်ရှိအခြေအနေမှာလည်းကြည့်လေအခုလက်ရှိအခြေအနေမှာလည်းအခုကျမတို့လက်ရှိမြန်မာနိုင်ငံအခြေအနေပဲကြည့်ကြည့်လေဟုတ်လားကျမတို့ရဲ့ဟလာ generation နေကျမတို့ကနေတဆင့်သွားမယ် generation နေသားတွေသမီးတွေလူငယ်တွေတော်တော်များများရောကျမတို့နဲ့ရွယ်သူတွေရောကျမတို့တဲ့နည်းနည်းငယ်တဲ့သူတွေများတာပေါ့မကိုးကွယ်ခြင်းတော့ဗုဒ္ဓဘာသာလည်းမကိုးကွယ်ခြင်းတော့သူတို့ဘာဖြစ်အနောက်နိုင်ငံတွေမှာလည်းဘာတွေဖြစ်နေလဲဘာသာမဲ့တွေဖြစ်နေကြပြီမြန်မာနိုင်ငံမှာလည်းယနေ့လက်ရှိအခြေအနေကဘာသာမဲ့လို့ဖြစ်သွားမဲ့ကလေးတွေအများကြီးဖြစ်နေပြီရင်လေးစရာကြီးเนาะဒီတစ်နှစ်နှစ်နှစ်မှာဘာသာရေးသာသနာရေးအခြေအနေတော်တော်ပြောင်းနေပြီတကယ်တမ်းပြောရင်လေးစရာအခြေအနေတွေကျုံနေတာအမှန်ပဲဒါဆိုရင်ဘာသာမဲ့ဆိုသူတွေပေါ်လာရတာဘာလဲလို့ပြောရင်ဘာသာတရားတွေတစ်ခုနဲ့တစ်ခုမတူကြတာရဲ့ဒါမှန်မှာနော်ဘာသာမဲ့တွေဖြစ်ပေါ်လာရခြင်းယနေ့မျက်မှောက်အခြေအနေ၌ဒီမှာဒီနေ့ခေတ်မှာဒီလိုအခြေအနေပဲလေလို့ဆရာတော်ရေးထားတာလေးကယနေ့မျက်မှောက်အခြေအနေ၌ဘာသာမဲ့ဟုပေါ်လာရခြင်းအကြောင်းပြောပါလို့မေးခွန်း question လာလို့ရတယ်ဒါဆိုရင်ဘယ်လိုဖြေမလဲလောကမှာဘာသာတရားတွေတစ်ခုနဲ့တစ်ခုမတူကြဘူးဒါမျက်မှောက်မှာကျမတို့သိနေတာပဲနိနော်မတူတဲ့ဘာသာတရားတွေရှိနေတဲ့အထဲမှာဟိုဘာသာကိုးကွယ်ရနို့ဒီဘာသာကိုးကွယ်ရနို့မဝေခွဲနိုင်ကြပါဘူးဒါတစ်ချက်ဟိုဘာသာကောင်းနို့ဒီဘာသာကောင်းနို့ဘယ်မှလည်းမသိဘယ်မှလည်းမသိတဲ့အတွက်ကြောင့်ဘယ်ဘာသာကိုရွေးချယ်ကိုးကွယ်ရမှန်းဘယ်ဘာသာရဲ့အဆုံးအမကိုလိုက်နာရမှန်းမသိအောင်အချို့လူတွေမှာအခက်ကြုံနေကြပါတယ်ဆာမွေးကြတော့ဒါကြောင့်လို့မဖြစ်ဘူးပေါ့ထို့ကြောင့်ဟုတ်တယ်လားယနေ့ခေတ်မှာဘာသာမဲ့ဆိုသူတွေပေါ်လာခြင်းဖြစ်ပါတယ်ဆိုအခုကျမတို့လူငယ်တွေခုအခြေအနေမဟုတ်ဟိုလွန်ခဲ့တဲ့ကျမတို့ငငယ်တော့အခြေအနေမှာဆိုလဲရှိတယ်လေဟုတ်လားကျမတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာလို့ယူထားတဲ့သူတွေအများကြီးပဲများပါတယ်နော်ဒါပေမဲ့ကျမတို့တငယ်ချင်းတွေဘာတွေတဲမှာလဲရှိတယ်ခရစ်ယာန်တို့ဘာလို့ရှိတယ်လေသူတို့တွေကြရင်ဘာဖြစ်လဲဆိုကလေးတွေအရန်ဥစားပေးတယ်လေကျမတို့လည်းငယ်ခဲ့တာပဲဟိုကလေးတွေဥစားပေးတဲ့အခါကျရင်သူတို့ဘာဖြစ်လဲတနင်္ဂနွေလိုနေရမျိုးကြရင် church တွေတွားကြတယ်တချင်းနေဆိုတဲ့ကလေးတွေရှေ့မှာထားတယ်ကျမတို့လည်းပါသွားဘူးတာပဲပြောစရာကောင်းတယ်လေကျမတို့ဗုဒ္ဓဘာသာမှာကျတော့ကျမတို့ကလေးတွေနေရမရှိဘူးဟိုမှာကတနင်္ဂနွေနေ့တိုင်းကျမတို့ဗုဒ္ဓဘာသာမှာဘယ်နေ့တိုင်းမရှိဘူးလေဥပုပ်နေ့တော့ဥပုပ်နေ့ဆိုရင်ဥပုပ်ဆောင်ညတယ်လူကြီးတွေသွားတယ်ကလေးတွေမတော်တဆပါသွားလဲကလေးတွေကမရှိသူနဲ့တိတ်တိတ်နေဟလားမဆူကြနဲ့ငိမ့်ငိမ့်နေဆိုတော့မိဘနာထိုင်နေပေမဲ့လည်းဆရာတော်ဟောတဲ့တရားလည်းနားမလဲဘူးဘာတွေပြောမှမသိဘူးအိတ်ပဲအိတ်ငိုက်တယ်ဟုတ်တယ်ဥပုပ်ဆောင်သွားရင်စွန်းနေနေအမေရွယ်လို့မျက်ဖက်တစ်ဖက်ကြောင်းတက်မယ်ဆိုပဲသွားရင်လည်းအစားကြပြီးတီလာယူတာတွေ့မယ်တီလာယူပြီးလို့ရှိရင်ဘာလုပ်ကြလဲစကားတွေပြောပြီးတော့ဟိုအကြောင်းဒီအကြောင်းအတင်းနေပါတွေပြောကြကလေးတွေကအားလို့ရှိရင်ဘာလုပ်လဲအဲ့ရင်းမြင်နေမှာပဲကစားကြစူညံတော့ဟဲ့စူကြသလားစူလိုက်ပြန်ပြီနေစရာမရှိဘူးကလေးတွေသွားတော့လဲနားမလဲဘူးဒါကြောင့်ဘာဖြစ်နေလဲဆိုရင်ကျမတို့ဗုဒ္ဓဘာသာကလေးတွေကဒီအသည့်တွေဘာမှသိမသိဘူးဒါကြောင့်ဘာလုပ်လဲဆိုအခုကျမတို့ဟာလားကျမတို့အရင်တော့ကတော့အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတို့ဘာလို့လုပ်ပေးရတယ်အခုနောက်ပိုင်းကျတော့ဓမ္မစကူးတွေဘာတွေလုပ်လာတာပေါ့တီဟိုတို့ဘာလို့ကြပြန်တော့ဗုဒ္ဓဘာသာပဲမဲ့ကလေးတွေဥစားပေးတယ်နော်အကုန်လုံးသူ့အနေနဲ့သူဟိုတနင်္ဂနွေဒါကြောင့်ဟိုဟာခရစ်ယာန်တွေကိုအတူယူပြီးတော့ Sunday School ဆိုပြီးတော့ဒီလောက်ပြောတာပေါ့လက်ရှိဗုဒ္ဓဘာသာအနေနဲ့ဆိုလဲအဲ့လိုဖြစ်တာပေါ့နော်ဟိုကျမတို့တီဟိုတို့ဘာလို့ဆိုလို့ရှိရင်ဒီ Sunday တိုင်းဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့သင်တန်းတွေမတက်မနေရနော်အလွာကလေးရအစကလေးရွယ်တွေကနေသူ့အထက်နဲ့သူတက်သွားတယ်ဆိုနောက်ဆုံးခုတမရတို့ဘာတို့ကလည်းဒီသင်တန်းဆင်းနေရွယ်တီဟိုမှာဘာသာရေးအရန်ထွန်ကားတယ်အဲ့တော့ကျမဖိုးနဲ့ကျမမေနဲ့တီဟိုမှာနေခဲ့ကြသေးတယ်နေခဲ့ကြတဲ့အချိန်မှာအဲ့ဒီ Sunday School တွေကြည်ကြပြီးတော့အဲ့ဒီမှာဘာသာရေးနဲ့တော်တော်လေးလုပ်ပြီးတော့မြန်မာနိုင်ငံကိုပြန်ရောက်တဲ့အချိန်ကျတော့ဗုဒ္ဓဘာသာသင်တန်းကျောင်းဆိုပြီးတော့ဒါမင်္ဂလာပြူကနေစပြီးကြိုးစားတာပေါ့နော်ဒါကြောင့် Sunday တိုင်းဒါအဲ့လိုလုပ်နိုင်ကောင်းတယ်ဆိုအဲ့ဒါဘာယူလဲဆိုတီဟိုမှာ Sunday ရှိတယ်လို့ Sunday School ရှိတယ်လို့ Christian မှာလည်း Sunday တိုင်းသူရှိတယ်အဲ့တော့ဟိုမှာတီဟိုမှာဗုဒ္ဓဘာသာပဲမဲ့ကလေးတွေကိုအခြေခံထားတဲ့အတွက်ကြောင့်အကုန်လုံးသူတို့မှာတညီတည်းရှိတယ်နော်ရွတ်တာဖတ်တာအစားတညီတယ်မြန်မာနိုင်ငံဒီဗုဒ္ဓဘာသာနိုင်ငံပဲအဲ့ဒါမရှိဘူးအဲ့တော့ကြိုးစားနေကြပြီမဲ့ဟိုကျမတို့ဟလာခါချင်းကောင်မှန်ကြီးလို့တောင်ကြီးဖြိုမဲ့ကြံခါမတန်ဆိုကြိုးစားကြပြီမဲ့ကျမတို့ဗုဒ္ဓဘာသာတွေကပြောကြမယ်ဆိုမညီနေတာခက်နေတာ
နော်မညီနေကြတဲ့အတွက်ရှိကြတဲ့ကိုအင်အားလေးနဲ့စူးစမ်းကြမယ်အဲ့ဒီအင်အားတွေအကုန်လုံးမစုလာကြတော့အင်အားတစ်ခုမဖြစ်ဟိုမှာအင်အားတစ်ခုဖြစ်တယ်ဒါကဗုဒ္ဓဘာသာအထဲထဲမှာပြောတာနောက်တစ်ချက်ကပြောရင်ကျွန်တော်တို့ခရစ်ယာန်တို့ဘာလို့လဲညီတယ်အစ္စလမ်တို့ဘာလို့မညီဘူးလားကလေးတွေဆိုကျမ်းစာသင်ကျောင်းတွားချတာပဲနော်လားကလေးဆိုလေကလေးလေးတွေကဆိုအမျိုးသားလေးကလည်းအမျိုးသားလေးပုံစံအမျိုးသမီးလေးကလည်းအမျိုးသမီးပုံစံကျမ်းစာသင်ကျောင်းဆိုတာရှိတယ်အဲ့တော့ဗုဒ္ဓဘာသာမှာအဲ့ဒါတွေကမရှိကြတော့အခုကျမတို့တက်နိုင်တဲ့လောက်တော့စူးစမ်းကြပေမဲ့တခါဗုဒ္ဓဘာသာမှာလည်းမိယိုဖလာတွေကတအားများကြတော့နော်ဟိုခုနထားပြောတာပေါ့ကေသမုဒ္ဒိတုံမှာဟောမဲ့အတိုင်းပဲမိယိုဖလာတွေကများကြတော့မိယိုဖလာအစဉ်အဆက်အတိုင်းပဲဖះဆိုရှ िख ိုးရမယ်တန်ဃာတော်ဆိုရင်ကိုးခွေရမယ်တရားစာဆိုရွတ်ရမယ်ဆိုပေမဲ့ဘာကြောင့်ဖះကိုရှ िख ိုးပူဇော်နေတယ်လဲဘာကြောင့်ဖះကိုစွန့်တော်ကတ်နေတာလဲစသည်ဖြင့်သူများမေးမဖြေတတ်တာတွေအများကြီးနောက်တစ်ခုဖះကိုရှ िख ိုးတဲ့နေရာပူဇော်တဲ့နေရာမှာလဲကုသိုလ်ရတယ်ဆိုတဲ့စိတ်နဲ့ပဲလုပ်နေကြတာများတယ်ဘယ်သူရဖို့လဲဆိုကိုရဖို့ဖះစွန့်တော်ကတ်တာကုသိုလ်ရတယ်ဖះကိုတတ်တော်ထင်ရှားဖះလဲအာရုံစွန့်တော်ကတ်တယ်ဟလာပြီးစလွယ်ကတ်ကြတယ်နောက်ကိုယ်အလိုအပ်ချက်တွေနဲ့ကတ်တယ်ဒါတွေကဗုဒ္ဓဘာသာတွေရဲ့လိုအပ်ချက်တွေဖြစ်လာတာထိုနည်းတူစွာပဲတရားဆိုလဲရွတ်တာဖတ်တာကောင်းတယ်ဆိုပြီးတော့အရွတ်အဖတ်မှာအခောက်ရည်တွေပေါ်မူတည်ပြီးတော့ပဲကိုယ်စုတောင်းနေနေပေါ်မူတည်အတိတ်ပဲလဲဘာလို့မှလည်းမသိဘူးဒီတရားစာတွေဆိုတာသင်ယူပြီးကြည့်ရမယ်ဆိုတာမသိဘူးတန်ခါတော်ရှင်သူမြတ်ဆိုလဲဆွမ်းလောင်းရမယ်လှူဒန်းရမယ်ဒီလောက်ပဲသိတယ်တန်ခါတော်ရှင်သူမြတ်တွေမှာဟလာသီလသမာဓိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေတွေ့ရင်လေအဲ့ဒီပုဂ္ဂိုလ်တွေကယဟန္တာလို့သတ်မှတ်ရင်လည်းအဲ့ဒီမှာသွားဖူးကြမယ်ကြိတ်ကြိတ်တို့ပြီးလို့ရှိရင်ဒါတိဋ္ဌိတွေပါတွေတင်ခဲ့ပြီးပြန်လာကြတယ်ဘလို့ကျင့်သုံးရမယ်ဆိုတဲ့အထိမရောက်ပါအပေါ်ရနေများတဲ့အတွက်ကျမတို့ကနေတဆင့်သွားကြတဲ့ကလေးတွေဘက်ကလည်းအဲ့ဒီဟာတွေမြင်လာတဲ့အခါခုခေတ်ကလေးတွေကအမြင်ကျသွားရင်ဒီလောက်နဲ့မရတော့တခုခုဆိုရေရရာတွေခြေကြတဲ့အမေတွေဖေနော်ဟလာနေချင်းညချင်းပြီးအောင်ဂျင်းတက်ကြီးတွေဟလာဘုရားကျောင်းဆောင်ပေါ်မှာဘုရားကျောင်းဆောင်လို့တော့မသုံးတော့ပါဘူးလေဘုရားရှင်လို့သုံးလာကြတာလေအများကြီးပဲရွှေတွေတယုံကြီးသိအောင်ရွှေဖယုံသည်စသည်ဖြင့်ဆိုခလေးတွေဒီကနေတဆင့်စာမွဲသွားကြပြီဆိုအောင်ပန်းတွေဆင်ပေးလိုက်မယ်ဆိုတပြေခက်တွေပန်းထိုးပေးလိုက်မယ်စသည်ဖြင့်ဟလာဘယ်ဘင်းနေဆရာနေဘလို့ပြောခဲ့လို့ပါဆိုဗုဒ္ဓဘာသာရဲ့အနေထားမှာအဲ့လိုတွေဖြစ်လာတယ်နောက်ချက်ချင်းလှုပ်တဲ့အခါကိုယ်အရွယ်တန်းတွေကြည့်ပြန်တော့လေအခုပဲကုသိုလ်တွေလုပ်နေတယ်ကုသိုလ်ရဲ့အကျိုးကချက်ချင်းမလာအောင်မကောင်းတာတွေလုပ်နေတဲ့သူတွေကြတော့လေချမ်းသာနေတယ်ကောင်းတာလုပ်တဲ့သူတွေကဆင်းရဲကြတယ်ဆိုတော့ကံကံဤအကျိုးကိုသေချာနားမလဲကြဘူးဆိုတော့အဲ့ဒီလိုထဲထဲဝင်နားမလဲတဲ့အခါဗုဒ္ဓဘာသာလို့ခံယူထားတဲ့လူကြီးတွေမှလည်းတန်တရားတွေတပုံကြီးပဲပြောချင်တဲ့ဟာခလေးတွေမှလည်းတန်တရားတွေတပုံကြီးပဲခလေးတွေကမေးရင်လည်းလူကြီးတွေကမဖြေနိုင်ကြပြန်အဲ့တော့အခြေအနေခက်ခဲတစ်ခုကြုံလာလို့ရှိရင်ကိုဗုဒ္ဓဘာသာကဘာမှလည်းမြင်လို့မရဘူးဘာမှလည်းချက်ချင်းလည်းအကျိုးမပေးဘူးတခြားဥစ္စာမှပျော်စရာကောင်းတယ်ဆိုပြီးတော့ခုနလိုပျော်အောင်တိမ်သွင်းပြီးတော့ခေါ်သွားတဲ့ဘာသာတွေနောက်လည်းဝင်ကုန်ကြတယ်အဓိကကိုဘာသာသူ့ဘာသာမှာကောင်းတာတွေကြီးပဲအဓိကကတော့ကျမတို့ကကိုဘာသာဝင်များဖို့မဟုတ်ဘူးကိုယ့်ရဲ့ဘုရားရှင်အဆုံးအမဒီဘာလဲဆိုတာဂဂနနာသိဖို့ပဲနောက်တစ်ခါမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာတွေများတဲ့အတွက်ကြောင့်ဖျားစီတီပထိုးတွေလည်းအများကြီးပဲကြည့်ကြမယ်ဆိုရင်ကျမတို့ကကိုယ့်ရဲ့အစင်းကရွှေရောင်ဝန်းကျင်တဲ့အတွက်ကြောင့်ဖျားသွားရင်ရွှေသင်္ကန်းနဲ့ကတ်ကြတာများတာပဲအဲကြောင့်မဟာမြတ်မုနိမှာဆိုလဲစင်တို့တော့မပေါ်နိုင်တော့ဘူးဖောင်တော်ဦးဖျားတွေဆိုလဲပုံစံမပေါ်တော့ဘူးဆိုမြင်နေရတဲ့ဘာသာကြားတွေလူမျိုးကြားတွေဘက်ကကြည့်လဲဒါထောက်ကွက်ဖြစ်တယ်လို့ကိုယ့်ဘာသာဝင်တွေမှာလဲထောက်ကွက်တွေအများကြီးဖြစ်လာတဲ့အတွက်ယနေ့မျက်မှောက်မှာကျမတို့ဗုဒ္ဓဘာသာတဲကပဲသားတွေသမီးတွေဘာသာမဲ့တွေပဲရောက်ကြတာအများကြီးဖြစ်ကုန်ပြီအနောက်နိုင်ငံတွေမှာများတာတခြားထားလိုက်တော့เนาะဒါဆရာတော်ဖျားမပြောပေမဲ့ဒါဒီလေကျမတို့လက်ရှိနေကြတယ်ကျမတို့ကိုယ်တိုင်လေလူကြီးတွေနေရာရောက်လာကြပြီသားတွေသမီးတွေရှိနေကြပြီเนาะဟုတ်မေးစရာလူငယ်တွေလည်းရှိနေကြပြီဆရာဆရာမတွေဆိုလေကျမတို့လာမင်းမဲ့ question တွေအများကြီးလာတော့မယ်ဒါဆိုရင်ကျမတို့ကအခုသင်တန်းတွေပြန်ဖွင့်ခွင့်ရရင်တော့မှရှေးရိုးနီးနဲ့သင်လို့မရတော့ဒါသိရမှာဒါကိုထိုင်ဒီလိုရှစ်ခုဘာလုပ်ရမလဲမလားတော့သူတို့မှာမေကွန်းနေရှိလာတာကိုကျမတို့ကလမ်းဖွင့်ပေးပြီးရှင်းပေးရမယ်အဲ့ဒါဘာလဲဆိုသူတို့ရဲ့ယင်တွေကတန်တရားစကားတွေပဲကျမတို့ရှင်းရတော့မယ်ဒါကျမဒီကနေပြီးတော့ပြောတယ်ဒါကြောင့်ဆရာတော်ကတော့ဒီမှာဘာသာမဲ့တွေဖြစ်ပေါ်လာခြင်းအကြောင်းဆိုပြီး question ထုတ်ရင်ကျမတို့ဒါလေးဖြေရမှာပဲနားလည်ပြီနော်အဲ့တော့ကျမတို့မှာကိုအရေးကြီးတာသူများရဲ့စီယုံနဲ့မဘက်တွေပါသူများဘက်ကစီယုံတာမဟုတ်သူတို့ဘက်ကကြင်ပြောစရာကြီးလေတချင်းလေးဆိုရတယ်ဘာလုပ်ရတယ်စသည်ဖြင့်ဆိုတော့ဒါတွေကပြောစရာကောင်းတာတွေအများကြီးနော်ကျမတို့မှာမရှိဘူးကျမတို့ရဲ့အားနည်းချက်တွေမြင်ကြရလိမ့်မယ်ဒါကြောင့်ဒါတွေအတွင်းသာသနာတည်ဖို့ဆိုတာအဆုံးအမပဲအဆုံးအမကိုတေချာသိရမယ်ဆိုခုကေသမုဒ္ဒိတုတ်ကာလမတုတ်မှာဖျားရှင်ရဲ့အဆုံးအမပါလာတော့မယ်အဲ့ဒါကိုလက်တွေ့
ဘဝခရီးမှာကျွန်တော်တို့ရွေးချယ်ရမယ်လမ်းခရီးအနေနဲ့လည်းသိရမယ်နောက်တစ်ချက်ကကျွန်တော်တို့အမြင်ကျကျနဲ့ဆရာတို့ပေးခြင်းနဲ့ဒီကေသမုဒ္ဒိတုတ်ကနေကျွန်တော်တို့ကျင့်သုံးရမယ် message လေးတစ်ခုရအောင်ယူသွားရမယ်နော်အဲ့ဒါလေးတစ်ချက်ထည့်ပြောပါတယ်ကဲဆက်မယ်အဲ့တော့ကေသမုဒ္ဒိရွာကတော့ဒီနေရာမှာ question type တစ်ခုလာပြီနော်ကျွန်မ question type လေးတွေပြောသွားတယ်ဓမ္မမေးရှိကိုဆရာတော်ထုတ်ချင်ထုတ်မယ်မထုတ်ချင်မထုတ်ပေါ့ဒါမှမဟုတ်ကျွန်တော်တို့သိနေရမှာနော်ဟုတ်ပြီနော်ဒါ question type တစ်ခုဘာသာမဲ့တွေဖြစ်ပေါ်လာခြင်းအကြောင်းဆိုဒါလေးတစ်ချက်ထည့်ပြရမယ်ကိုကမှတ်ထားဒါဆိုဆက်မယ်ကေသမုဒ္ဒိရွာကလူတွေကလည်းဒီလိုအခက်ကြုံနေလို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်ကြတယ်ရှောက်ကြတော့တယ်မြတ်စွာဘုရားကအေးဟုတ်တာပေါ့အမှန်တရားဆိုပြီးအမျိုးမျိုးပြောနေကြတယ်ဆိုတော့ဘယ်ဟာမှန်တယ်လဲဘယ်ဟာမှားတယ်လဲဆိုတာတန်တရားစကားဆိုဒါဆိုရင်မေကွန်း question နေနဲ့ခုနကပြန်လာမယ်နော်ဟိုကာလာမလူမျိုးတွေကြီးနော်ကမေးလျှောက်တော့ယင်ထဲဟာတန်တရားစကားကိုဖော်ပြ၍ဖယားရှင်ဤဖြေကြားချက်ကိုလည်းဖော်ပြပါလို့ပြောရင်ဒီနေရာမှာဒါလေးကိုသွားရမှာပေါ့ဟုတ်လားဖယားရှင်ရဲ့ဖြေကြားချက်ကဒါလေးထည့်ပြရခုန one question ကာလာမလူမျိုးများဤယင်ထဲမှတန်တရားစကားနှင့်ဖယားရှင်ဤပြန်လေဖြေကြားချက်ကိုဖော်ပြပါဆိုဒါဖြေရမှာဖယားရှင်ရဲ့ပြန်ဖြေတာဘာလဲဒါကြောင့်ကေသမုဒ္ဒိရွာကလူတွေကလည်းဒီလိုအခက်ကြုံလို့ဖေရမြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်တယ်ဆိုအပေါ်ကနေဆက်လိုက်မယ်ဒါကိုမကြည့်တော့ဘူးနော်ဂျားတွေကဘာသာမဲ့တွေပေါ်တာတွေဘာတွေကဆရာတော်ဘုရားစကားစကားတန်စကားချက်ကလေးထည့်ထားတာဒါကိုတတ်ထားမယ်နော်အဲ့တော့ဆရာတော်ပေးခြင်းတဲ့ message ကိုဒီကနေပြီး question type အနေနဲ့မေးရင်လည်းဖြေတတ်ဖို့ရပြီနော်ဒါဆိုရင်ဖယားရှင်ရဲ့အဖြေစကားဘာပါလဲလို့ပြောရင်အေးဟုတ်တာပေါ့ဆိုတော့အေးဟုတ်တာပေါ့ဆိုတော့အဲ့ဒီရွာသားတွေရဲ့အလိုလိုက်ပြီးတော့စကားပြောပြီနော်ဒါမြတ်စွာဘုရားရှင်ရဲ့ဟိုဘယ်လိုခေါ်မလဲစကားပရိရဲ့လီကြွယ်ဝနေတာအေးဟုတ်တာပေါ့ခုအဲ့ဒီမှာဝင်ထွက်နေတဲ့ဘာသာရေးကောင်းဆောင်တွေအသီးသီးကနေပြီးတော့ဟုတ်လားသူတို့ကမှန်တယ်ကျန်နာရီကမှားတယ်သူတို့ဘာသာကောင်းတယ်ကျန်နာရီကမကောင်းသူတို့တရားမှချီးမွမ်းစရာကောင်းတယ်ကျန်နာရီကကဲရရှုပ်တယ်ဆိုအမျိုးစုံပြောတဲ့အခါမြတ်စွာဘုရားအေးဟုတ်တယ်အမှန်တရားဆိုပြီးအမျိုးမျိုးပြောနေကြတာဆိုတော့တဲ့ဘယ်ဟာမှန်လဲဘယ်ဟာမှားလဲဆိုတာတန်တရားဖြစ်เสียကြီးပေါ့သူတို့ကလည်းယင်ထဲကတန်တရားစကားဆိုတော့ဘုရားရှင်ကလည်းတန်တရားဖြစ်เสียကြီးပေါ့လို့ပြန်ဖြေလိုက်ပြီဟုတ်ပြီနော်ကဲအဲ့ဒီမှာဆရာဒီကြားလေးကိုခဏလေးဒီနားလေးမှာတစ်ဖြတ်ရက်လိုက်အောင်မယ်ဆရာတော်ကဒီကြားထဲမှာတစ်ချက်ထည့်ပြီဒါခုနကေသမုဒ္ဒိတုတ်မှာဘုရားရှင်ဖြေတဲ့အဖြေကဒါလေးပြောပြီးတဲ့အခါမှာထည့်တဲ့အတွက်ကြောင့်ဘုရားရှင်ရဲ့အဖြေဒီမဆုံးသေးဟိုဘက်မှာရှိလိမ့်မယ် to be continuous သွားမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီကြားထဲမှာဆရာတော်စကားတန်လေးထည့်ပြီဗာထည့်လေဖယားမတယ်တဲ့တလောကဘုန်းကြီးစီတကားတယောက်စာသင်တာမဟုတ်ဘူးလေတရားဟောနေတာဖြစ်တဲ့ကြောင့်ကျမတို့လိုပေါ့ပြောရင်းနဲ့ဥပမာလေးတွေထည့်ထည့်ပြောသွားတော့ကေသမုဒ္ဒိတုတ်ရဲ့ဒီနေရာလေးမဟုတ်ဘူးနော်စင်တူတာလေးဆရာတော်ကပြောမယ်တလောကဘုန်းကြီးစီတဲ့တကားတယောက်ရောက်လာတယ်တဲ့တချို့ပုဂ္ဂိုလ်တွေရဲ့ဘာသာရေးအတွေးအမြင်ဆိုတာကို तू ကလျှောက်တယ်တဲ့တချို့ဘာသာတရားကလိုက်နာဖို့အလွန်ခက်လိုက်နာဖို့အင်မတန်ခက်တယ်တချို့ဘာသာကလိုက်နာဖို့လွယ်တယ်ပေါ့တဲ့ဒါလေးကိုကြည့်အဲ့ဒါလေးကလည်းတစ်ချက်အနေနဲ့မှတ်မယ်အဲ့ဒီမှာတကားတယောက်ကသူ့ရဲ့တချို့ပုဂ္ဂိုလ်တွေရဲ့ဘာသာရေးအတွေးအမြင်ဟုတ်ပြီနော်ဘလို့တွေးကြတယ်လဲဆိုရင်တဲ့တချို့ဘာသာတရားလိုက်နာဖို့အင်မတန်ခက်တယ်တဲ့တချို့ဘာသာတရားကတချို့ဘာသာကလိုက်နာဖို့လွယ်တယ်ပေါ့တဲ့လူဆိုတာအများစုကတော့အလွယ်ကြိုက်တယ်တဲ့ဟုတ်ပြီနော်ဒါလေးသိရမယ်ကဲဆက်မယ်ဗုဒ္ဓဘာသာကတဲ့ကံရဲ့ဗုဒ္ဓဘာသာကအများလေးထိုးလိုင်းတာထားကံဤအကျိုးကိုအခြေခံပြီးဟောတယ်မှန်နော်အဲ့မှာဗုဒ္ဓဘာသာကကံဤအကျိုးကိုအခြေခံထားပြီးဟောတယ်ကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်နံပါတ်1ဗုဒ္ဓဘာသာကဘာကိုအခြေခံပြီးဟောတယ်လဲတစ်ချက်ဖြစ်ပြီပြီးရင်ဗုဒ္ဓဘာသာကံဤအကျိုးကိုဟောတာဖြစ်အခြေခံတဲ့အတွက်ကြောင့်ဘာရှိတယ်လဲကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်ဒါကံရဲ့အကျိုးကိုပြောတော့မယ်ကိုလှုပ်တာကိုခံရတယ်သုံးချက်ဖြစ်သွားတယ်
ဗုဒ္ဓဘာသာကကံရဲ့အကျိုးကိုအခြေခံထားပြီးဟောတယ်ကံအနေနဲ့ပြောရင်ဒါဆိုဒီဟာကိုပဲနှစ်ချက်အနေနဲ့မယူပဲယူမယ်ဆိုရင်ကံရဲ့အကျိုးကိုဟောတယ်ဆိုဒီမှာကြည့်ကံရဲ့တစ်ချက်ကံဤအကျိုးရဲ့မတူးနော်ကျမတို့ပြီးဒီမှာသင်ထားကြတယ်နော်ကံဤအကျိုးကိုအခြေခံဟောတယ်ဆိုတော့ကံနဲ့ပတ်သက်ပြီးပြောရင်ဒါကိုနှစ်လို့မယူရင်လည်းရတာပေါ့ကံအနေနဲ့ပြောရင်ဘာရှိလဲကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်ကံရဲ့အကျိုးနဲ့ပတ်သက်ပြီးပြောပါဆိုရင်ကိုလောက်တာကိုခံကြရမယ်ဟုတ်လားကုသိုလ်ကံလုပ်ရင်ဘာလုပ်မှာလဲကုသိုလ်ကံလုပ်ရင်ကုသိုလ်ရဲ့အကျိုးကိုဆံရမှာပေါ့အကုသိုလ်ကံလုပ်ရင်အကုသိုလ်ကံရဲ့အကျိုးခံရမှာပေါ့အဲ့လိုယူရင်ရောမရဘူးလားဒါဆိုရင်ဒါကိုတစ်ချက်တည်းမှယူမယ်ဆိုရင်ဗုဒ္ဓဘာသာကကံရဲ့အကျိုးကိုအခြေခံဟောတယ်ကံအနေနဲ့ပြောရင်ကံအနေနဲ့ပြောရင်ဒါကာကြီးလို့ယူခြင်းယူပေါ့နော်ကိုမှတ်ပေါ့နော်အေလို့ယူခြင်းလဲယူရကံနဲ့ပတ်သက်ရင်ဘာတွေရှိတယ်လဲကုသိုလ်ကံအကုသိုလ်ကံရှိတယ်ကံရဲ့အကျိုးနဲ့ပတ်သက်ပြီးတော့ပြောရင်ကိုလောက်တာကိုခံရတယ်ဟုတ်လားကိုလောက်တာကိုခံရတယ်ဆိုဆက်ပြောရင်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံရတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးစံစားရတယ်ကိုလောက်ကိုခံပဲကိုလောက်မှကိုရတယ်အဲ့ဒါဒီနံပါတ်1ပေါ့ဒီလိုယူလိုက်လို့ရတာပေါ့နော်ဒါလေးကိုယူမယ်ဆိုရင်ဒါနံပါတ်1အချက်ပြီးသွားပြီကိုလုံးမှကိုရတယ်အဲ့တော့ဗုဒ္ဓဘာသာကဆိုတာလေးကစပြီပေါ့နော်ပြန်ပြောမယ်ဗုဒ္ဓဘာသာကကံဤအကျိုးကိုအခြေခံထားပြီးဟောတယ်ကံရပြောပါကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်ကံကျိုးနဲ့ပတ်သက်ပြီးပြောမယ်ကိုလောက်တာကိုခံရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံရမယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးစံရမယ်မြောင်ကြည့်ပြီးမှသင်တဲ့သူကကုသိုလ်လုပ်ရင်ကုသလဝိဘက်အကုသိုလ်လုပ်ရင်အကုသလဝိဘက်ကုသလဝိဘက်ဆိုတာစံတာပေါ့အကုသလဝိဘက်ဆိုတာခံတာပေါ့ဟုတ်ပြီနော်ဒါကိုခြုံလိုက်တော့ကိုလုပ်ရင်ကိုခံကိုလုပ်မှကိုရမယ်ဘယ်သူမှလာမလုပ်ပေးဘူးဟုတ်ပြီနော်ဆက်မယ်ဒါဆိုရင်နံပါတ်1အချက်ပြီးသွားပြီနံပါတ်2ပြောတော့မယ်နံပါတ်2ဒါနံပါတ်1ကဘာလဲဗုဒ္ဓဘာသာကကံဤအကျိုးကိုအခြေခံထားပြီးဟောတာကိုချဲ့သွားတာနံပါတ်2ပြောတော့မယ်ဗုဒ္ဓဘာသာတရားမှာဗုဒ္ဓဘာသာတရားမှာမဒါဆိုတာမရှိဘူးဒါနံပါတ်2အချက်မဒါဆိုတာမရှိဘူးကဲတင်နေဆိုတာမရှိဘူးဒါနံပါတ်2အချက်ဗုဒ္ဓဘာသာတရားမှာမတယ်ဆိုတာမရှိဘူးကဲတင်နေဆိုတာမရှိဘူးအဲ့တော့ဒီမှာပြီးသွားပြီဒါ2ချက်ပြသွားပြီဒါဆိုရင်နော်အဲ့တော့ဗုဒ္ဓဘာသာတရားကဒီလိုသွားမယ်နော်ဗုဒ္ဓဘာသာတရားဒါနံပါတ်2လို့ယူလိုက်လေရတာပေါ့သူ့ရဲ့ facts လေးတွေအဲ့လိုမှတ်မှဆရာတော်ပြောတာကိုပိုက်စိတ်တိုက်ကျမတို့ကရအောင်ယူရမှာကဲဒါဆိုပြီးသွားပြီဆိုတော့မှအခြားတချို့ဘာသာက compare နှိုင်းရှင်တော့မယ်တချို့ဘာသာကအဲ့ဒီလိုမဟုတ်ဘူးတဲ့အဲ့ဒီလိုမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်သူတို့မှာကံအကျိုးကိုအခြေခံပြီးဟောတာမရှိဘူးသူတို့ကဘာပဲပြောသလဲကြော်ပြလိုက်တယ်ဖယားကမတယ်ဖယားကကဲတင်နေတဲ့အဲ့တော့ကံအကျိုးဟောတရားဖြစ်တဲ့အတွက်ကြောင့်ရှင်းနောက်ဆင်လို့မရပြီမယ်ကျမတို့ကပြန်ရေး Samuel approach နဲ့ရင်ပြန်ဆင်ရေးမယ်နော်ကျမတို့အပေါ်တုန်းကကြတော့ဗုဒ္ဓဘာသာကံအကျိုးကိုအခြေခံပြီးဟောတယ်ကိုလောက်တာကိုခံရတယ်ဒီမှာကြတော့အချို့ဘာသာကလှုပ်ချင်တာလှုပ်ဖျားရှိဒူးထောက်ပြီးတော့ဖြောင်းဆိုချက်ဝန်ခံချက်လှုပ်လိုက်တောင်းပန်လိုက်တာနဲ့ဖျားကခွင့်လွတ်တယ်အပြစ်တွေကိုကွယ်ပြောက်သွားတယ်မတောင်းပန်ရင်တော့ဖျားကဒဏ်ခတ်တယ်တဲ့အလွန်လွယ်တာကိုတဲ့ဟုတ်လားအလွန်လွယ်တာကိုဆိုတော့အရှိကဒါကေသမုဒ္ဒိတုံမဟုတ်ဘူးအရှိကဒါယကာကြီးတကာကြီးလာလျှောက်တာကိုဆရာတော်ပြောနေတာဟုတ်တယ်လားအချို့ဘာသာတရားကလိုက်နာဖို့အင်မတန်ခက်တယ်အချို့ဘာသာကလိုက်နာဖို့လွယ်တယ်ပေါ့
လူဆိုတာအများစုကတော့အလွယ်ကြိုက်တယ်ဆိုခက်တဲ့ဘာသာဘယ်ဘာသာဖြစ်နေလဲဗုဒ္ဓဘာသာပေါ့လွယ်တဲ့ဘာသာတခြားဘာသာဖြစ်နေတာပေါ့ခဏနာမယ်เนาะကျမတို့